ယေရှုစကားဟောကြားအပ်သည်တန်တရာခရီးသွားနှင့်ကံတရားတရားတော်လို့ဒီကောင်းစီလေးပြပြီးယေရှုဆက်ပါမယ်တန်တရာခရီးသွားနှင့်ကံတရားတရားတော်အလုံးပြန်ပြောပါဦးမတရားလေးတရားတော်မှာဗျာတရားတော်မှာဗျာဟေးဖရာလို့သူအောင်ဟဲ့မိုးကအေးလို့မှအတန်ကတ်တက်ဆိုတော့တရားတော်မှာဗျာအေးဘုရားကအဲ့ဒါကိုရွှေမြမာများလို့ပြောင်းခေါ်မယ်ရွှေမြမာများဒီတရားဝဲတိုင်တယောက်မလားမနေရဖိတ်ထားတာပါလား3000ပေး9000ပေးပြီးတော့လူစီအောင်ခေါ်ထားတာရောပါလားဘုရားဘုဆန္ဒနဲ့တရားဝဲလာကြနာကြတယ်ဆိုတာမသေးကြဘူးလားအဟတခြားဝဲလားတရားဝဲလားတရားဝဲဆိုတာလူတိုင်းလာနိုင်သလားတရားကိုလူတိုင်းနာနိုင်သလားဘုရားရဲ့ဓမ္မတွေကိုတရားတွေကိုလူတိုင်းကြိုက်သလားကြိတ်တယ်ဗျာရွှေမြဝါများတရားလူတိုင်းမကြိုက်ဘူးပေါ့အေးကြိတ်လူတော်လေးရွှေမြဝါများဒါတခြားဝဲလားတရားဝဲလားတရားဝဲတရားကောင်းကြီးကြီးလာကြတယ်နာကြတယ်ဆိုတာဟာတရားကောင်းကြီးကြီးလူတိုင်းရတဲ့အခွင့်အရေးဟုတ်သလားဘုံရှင်ကံရှင်တွေမှရတဲ့အခွင့်အရေးတဲ့ပြန်ပြောပါလေတော့အခုဒီတရားဝဲမှာလာကြတဲ့ပုဂ္ဂိုလ်တွေကဘာလို့တွေတဲ့ဘုံရှင်ကံရှင်တွေပြန်ပြောပါလေတော့ဘာလို့မလာတဲ့ပုဂ္ဂိုလ်ဘယ်လိုပြောမလဲအေးဘုံမရှိကံမရှိလို့ပေါ့ရှင်ပြပါဗျာမိုးကလည်းရွာနေတာတရားတော်ကြီးမြတ်ကြီးဒီအခက်အခဲတွေမှမကျော်လွှမ်းနိုင်ဘူးဆိုလို့ရှိရင်ဒီတရားနာခွင့်ရပါမလားမရဘူးသူတော်ကောင်းမြတ်ဒါကြောင့်အခုတရားတော်ကြီးဘုံရှိကံရှိလို့လာခြင်းနာခြင်းစိတ်လည်းရှိလို့လာကြနာကြတယ်ဆိုတာမသေးကြဘူးလားအဲကြောင့်တရားကောင်းမြတ်ဆိုတဲ့အသုံးလုံးလေးမပါဘူးလားဒီအသုံးလုံးလေးခေါ်ခံခွင့်ရတာဟာနေရာတိုင်းခေါ်ခံခွင့်ရတာလားတရားဝဲလာလို့လားရှင်မြတ်ပါဗျာပြောရင်ဘာပွဲလာလို့အဲ့တရားဝဲလာတဲ့ရေးစားကိုလို့ရပါမလားသူများအရေးလားကိုအရေးလားသူများအလုပ်လားကိုအလုပ်လားတရားနာတယ်ဆိုတာကတော်ကောင်းကြီးကြီးသူများအတွက်လားကိုအတွက်လားဟဲ့တကူကူလေးမလုပ်နဲ့ဘူးခုမှမနဲ့တပီးတော်လို့ပြောရတယ်ဘုန်းကြီးနဲ့ပြောမယ်နဲ့ကိုကိုလေးကက်ကက်တွေပါနေရွှေမြမာဗျာဘု து အတွက်တော့နဘဝဇာလတတန္တရာလုံးစာလားတတန္တရာလုံးစာဖြစ်တဲ့အတွက်ရေးစားခေါ်လို့ရပါမလားကိုယ်အိမ်မဲ့ကိုပြန်ကြည့်လေအိမ်သိမ်းမှာတရားကောင်းကြီးရဲ့တလိษံလေးတစ်ကောင်သေးသွားချက်ကလေးတစ်ကောင်ဝက်ကလေးတစ်ကောင်ကိုတိတ်ချစ်တဲ့တရားကောင်းကြီးရဲ့တလိษံလေးတစ်ကောင်ကြက်လေးတွေခွေးလေးတွေသေးသွားကိုယ်ရဲ့တလိษံလေးကိုတိတ်မြတ်လို့တဲ့တလိษံလေးမစားရဲလို့ဆိုပြီးတော့တောင်ပိုင်လက်ဆောင်ပေးများပိုင်ပေးဟိုအိမ်ရဲ့တရားကောင်းကြီးလက်ဆောင်ပေးခံရတဲ့အိမ်ကဟဲဟင်းသားမစားရတာကြာပြီကျေးဇူးတင်လိုက်တာဆိုပြီးတော့ကြက်သားလေးတွေသဘောတရားကကိုယ်အိမ်ရဲ့တလိษံလေးမစားရလို့သူမြတ်ရင်ပေးအပေးခံရတဲ့အိမ်ကဟင်းသားစားရလို့ဆိုပြီးဝမ်းသာစကားပြောပြီးကျေးဇူးတင်စကားပြောမယ်မဟုတ်လားရွှေမြတ်ပါများလူတယောက်သေးကြည့်ပါလားတောင်ပိုက်ရင်လက်ဆောင်ပေးမြောက်ပိုက်ရင်ပေးယူမဲ့သူရှိလားမသေးခင်တာအသုံးကြလားသေရင်တလိษံတစ်ကောင်လောက်တော့အသုံးမကျဘူးရွှေမြတ်ပါများသဘောပိုင်လားရဲ့အားကြောင့်တရားကောင်းကြီးမြတ်ရေသေရင်တလိษံတစ်ကောင်လောက်တော့အသုံးမကျတယ်ဒီခန္ဓာကိုယ်ကြီးကိုမသေးခင်လေးမှာအသုံးကျအောင်တို့အသုံးချသွားဖို့မလိုဘူးလားရွှေမြတ်ပါများအဲဆိုရင်ရေးစားကိုလို့ရပါမလားအားကြောင့်ယနေ့ညအမြည်ပေးပြီးဟောပါမယ်ဗျာအလုံးပြန်ပြောမတရားတယ်ဟောဟောတော့ရွှေမြတ်ပါဗျာတန်တရာခရီးသွားနှင့်ကံတရားတရားတော်ပြန်ပြောပါဦးမှတ်တယ်နော်မမှတ်မိရင်ဘုန်းတော်လေးတွေထုံမှတ်ပါလာတဲ့ဘောပင်လေးတွေပိုင်ဘောပင်လေးနဲ့ရေးထားပြန်ပြောပါဦးဗတရားလေးတန်တရာခရီးသွားနှင့်ဣတယကတ္တဓမ္မကတ္တသေသနာတော်မောကြံကြံသည်မိမနာကြံကြံသည်မိ
တရားပိုင်ရှင်ဖြစ်တဲ့သုံးလောကထွန်းတာရှင်တော်မြတ်မယံကိုစလုံးကသမသနာပလင်မောကနေဝစီပနာမှနှုတ်နေပူဇော်မယ်တော်တော်အလောကလေးတွေကိုစီချီ၍မျက်လုံးလေးတွေမိတ်ပြီးတက္ကလရှင်တော်ဗုဒ္ဓ၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်သက်ပင်ညုတဉာဏ်တော်၏ဂုဏ်တော်တွေကိုအာယုံပြု၍ဝဇနောကဓမ္မသနာပလင်မောကနေရှင်တော်ဗုဒ္ဓ၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုပူဇော်သောနေရာဖြင့်ရှင်တော်ဗုဒ္ဓရှင်ကိုပူဇော်ကြောကြအောင်စို့ဘုံတော်လုံးခီသမုပ္ပန်သောဟိတယသဗ္ဗပါဏိနံဣတိနာသစ္စာဝဇေနနေသောကဝန္တုသာရဟောလောကေကာမရောပါရုပဝဘဝသုံးဘဘုံသုံးပြမှာဘုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်ခြားတင်သိမြင်မိသက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သဗ္ဗပါဏိနလူယောနပါမြမမကျွန်းတတဝါခါပင်တို့ဤဣတာယပစ္စုပန်သန္တရနဗျာတို့ဝကောင်းကျိုးချမ်းသာအလုံးငါသမုပ္ပန်သောဥရိတောင်ဆုံးတဏိဝဉ္ဇိကေတို့ဖြစ်ထွန်းပေါ်ပေါက်တော်မူခဲ့ပါပေဖယားဣတိနာသစ္စာဝစေနာဤသို့လုံတံဖော်ထုတ်ပြန်၍ဟုတ်မှန်မှန်စွာဝစီမနာမသစ္စာစကားကိုပြောဆိုရလေသောကြောင့်သာတဝတရားချင်းခင်စိတ်ကောင်းဝမ်းကြကုန်သောသင်္တော်စေပရိသတ်ပေါင်းတော်ကောင်းတို့သည်နေဒုက္ခသာစေယခံသိမလဲကင်းငြိမ်းကြကုန်သည်ဝန္တို့ပြကြပါစေကုန်သတည်းနေသောကသမစိုးမရိတ်တကိုရှိန်၍ဆိုရင်ကြောင့်ကြပြပါရတို့မှလည်းကင်းဝေးကြကုန်သည်ဝန္တို့ပြကြပါစေကုန်သတည်းဝန္တို့ယခုရွတ်ဆိုရသောသစ္စာစကားနှင့်ဘုလတိမေတ္တာရရှိန်ဝါကြောင့်အချိန်မကြာကိုစီကိုငါပြည့်စုံတော်မူနိုင်ကြလေကုန်ရာသတည်းတောလောကထွတ်တဲ့ရှင်တော်မြတ်မယားကိုဥစွာပရမရှင်ကိုပြီးတဲ့နောက်လောကမှာကျေးဇူးအများဆုံးဖြစ်တဲ့ပုဂ္ဂိုလ်တို့ကိုရှင်ကိုပူဇော်ကြောကြရအောင်အလုံးလိုက်ဆိုဤလူဘဝအယတော်ဝီဘုဒ္ဓဂုံကိုယီယုံကြည်မြတ်လို့လက်ဆုံးမောငုံရှင်ခိုးပါဤဖယာဤလူဘဝအယတော်ဝီဓမ္မဂုံကိုယီယုံကြည်မြတ်လို့လက်ဆုံးမောငုံရှင်ခိုးပါဤဖယာဤလူဘဝအယတော်ဝီသံဃာဂုံကိုယီယုံကြည်မြတ်လို့လက်ဆုံးမောငုံရှင်ခိုးပါဤဖယာဤလူဘဝအယတော်ဝီမိဘဂုံကိုယီယုံကြည်မြတ်လို့လက်ဆုံးမောငုံရှ
ရှင်ခိုးပါဣဖယာဤလုံးဘဝအယတော်ဝီဆရာကုန်ကိုဤယုံကြည်မြတ်တော်လက်ဆုံးမောငောရှင်ခိုးပါဣဖယာမင်းစရဏကုဏဘယသယသံဃာယရဏမြတ်သုံးပါတော်နှင့်တကဝါမိဘဆရာသမားလို့ဆိုရတဲ့နန္ဒောနန္ဒငါးပါးတော်ကိုဝန္တထနေစဉ်နေမြလက်ဆုံးမူကားရှင်ခိုးကြောလိုက်ကြလေကုန်ရာသတိလောကမြတ်ဆုံးဖြစ်တဲ့အနန္တောနန္ဒငါးပါးရှင်ကိုပူဇော်ပြီးတဲ့နောက်ဘုရားတို့တိုင်းပြည်နဲ့တကဝကဘာလောကကြီးဘေးရန်တွေများနေကြတယ်ကဘာလောကကြီးဘေးရန်တွေမများဘူးလားအဲ့ဒီကဘာလောကကြီးဘေးရန်တွေများနေတဲ့ကဘာလောကကြီးကိုဘုရားတို့ပြုတဲ့ကုသိုလ်ကောင်းမှုတော်ကောင်းတို့ပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုတစ္ဆာပြုပြီးတော့ဇတိရရွာတွေကနေပြီးတော့ခွဲခွာပြီးတော့မေတို့ဖေတို့နဲ့ဝေးကွာနေတဲ့ပုဂ္ဂိုလ်တွေလည်းပါမယ်မိသားစုတွေနဲ့ဝေးကွာနေတဲ့ပုဂ္ဂိုလ်တွေလည်းပါမယ်ညီကောင်မောင်နှမတိုင်ရနာဆွေမျိုးတွေအလုံးဝေးကွာနေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ကိုယ့်ရွာကိုယ့်နိုင်ငံကိုယ်တိုင်းပြည်ကိုယ်နေထိုင်တဲ့ကိုယ်ကဘာရှိဘေးရန်နေကင်းကြပါစေကြောင်းပြုတဲ့ကုသိုလ်ကောင်းမှုတွေတစ္ဆာပြုပြီးတော့မျက်စိလေးတွေမိတ်ပြီးတော့ကိုပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုသေချာပုံဖော်ပြီးတော့ပြုတဲ့ကုသိုလ်ကောင်းမှုတွေတစ္ဆာပြုပြီးတော့မေတ္တာပို့ပေးကြရအောင်အလုံးလိုက်ဆုံးဘေးရန်ပေါ်လာလောကတွင်မှာဘေးရန်ဒုက္ခရောက်နေကြညာလာဝိနိတတဝါတွေဘေးရန်ဒုက္ခခုခန္ဓာမုတ်ချဝေပါစေဘေးရန်ပေါ်လာလောကတွင်မှာဘေးရန်ဒုက္ခရောက်နေကြညာလာဝိနိတတဝါတွေဘေးရန်ဒုက္ခခုခန္ဓာမုတ်ချဝေပါစေဆိုရင်သောကရောက်နေကြညာလာဝိနိတတဝါတွေဆိုရင်သောကခုခန္ဓာမုတ်ချဝေပါစေဆိုရင်သောကရောက်နေကြညာလာဝိနိတတဝါတွေဆိုရင်သောကခုခန္ဓာမုတ်ချဝေပါစေကဲဒါတို့သုံးချိန်ခေါ်လိုက်ဘုရားတို့ပြုတဲ့ကုသိုလ်ကောင်းမှုတော်ကောင်းတို့ပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုတစ္ဆာပြုတိုင်တဲပြီးတော့ဘုရားရဲ့ရွှေမြိုင်ဓမ္မသဘင်ကိုစတင်ပြီးတော့ဖွင့်လှစ်ပါပြီဓမ္မသဘင်စတင်ဖွင့်လှစ်ပြီးလို့ကြီးညာခြင်းဘုရားရဲ့နိုင်မှာ7နာရီနဲ့မှ54မိနစ်တိတိရှိသွားပါ7နာရီ54ဆိုတာတော်ကောင်းကြီးမြတ်ရဲ့9နာရီထိုးဖို့6မိနစ်လိုမှရှိတယ်ပေါ့တနာရီလောက်ပြောရင်တော်ကောင်းကြီးမြတ်ရဲ့10နာရီဖြစ်မယ်မဟုတ်လားအဲ့တော့နောက်ကျသွားလို့တရားကြီးကရှည်လိုက်တာလို့မမြင်နဲ့နော်မလင်သက်တာနောက်ကျလို့မလို့အချိန်နောက်ကျတယ်ပဲအောင်းမေးပါရွှေမြမာများရွှေမြမာများအဲ့တော့တရားကောင်းကြီးမြတ်ယနေ့ညတရားကောင်းကြီးမြတ်ဦးဇင်းတို့ရဲ့ဒုတိယညချမ်းမနေ့ညတော့ကဦးဇင်းတို့နောက်ကျတဲ့ခါကျတော့ဦးဇင်းတို့ရဲ့ညီတော်လေးကျေးဇူးဆက်ပြီးတော့သွား
ဘုရားတော်တော်များဒီနေ့ညဒုတိယညာချမ်းကာလမှာမိုးရေတွေကနေပြီးတော့ယာရီဥရုအန်တုပြီးတော့လာကြတာအဖြူအညိုလေးတွေနဲ့တော်တော်ကြီးမြတ်ရဲ့ဘလောက်ချက်သေးရှိအလွန်လှတယ်စီမီရောင်လေးသားပြီးတော့လှလှပပလေးကိုကြည့်ပြီးတော့ကြည်နူးတဲ့စိတ်ကလေးဒီနေ့ညမဖြစ်ဘူးလားဖြစ်ပါဗျာခါတိုင်းညနဲ့တူသလားတူပါဗျာပျော်စရာနဲ့ကြည်နူးစရာဆိုတာမတူဘူးမှန်လားရဲ့အခုကိုပြန်ကြည့်တော်ကြီးမြတ်ကြီးဘုံပါလာတဲ့ဘုံလေးထုတ်ကြည့်စမ်းကြည်နူးမှုဖြစ်တယ်ဆိုတာဟာဘာဖြစ်လို့လဲလို့မေးရင်ကြက်တရေရှိလို့ဘာရှိလို့ကြည်နူးမှုဖြစ်တယ်ဆိုတာဘာရှိလို့ကြက်တရေရှိတယ်ဆိုတာကဘာတွေနဲ့ထုံမွန်းထားလို့အဲ့ဒီပုဂ္ဂိုလ်ကကြက်တရေရှိတာလဲလို့မေးရင်ကုသိုလ်တွေနဲ့ဓမ္မတွေနဲ့ထုံမွန်းထားလို့ကြက်တရေရှိတာမှန်လားရဲ့ဘာတွေနဲ့တော့ကုသိုလ်တွေနဲ့ဓမ္မတွေနဲ့ထုံမွန်းထားလို့ကြက်တရေရှိတာမှန်လားရဲ့ရွှေမြမမယားကြက်တရေရှိဖို့ဆိုလို့ရှိရင်ဘာတွေနဲ့ထုံမွန်းဖို့လို့အလန့်ကြိုက်တဲ့လောက်ပြင်တော်ကောင်းကြီးရဲ့ရုပ်ကြိုက်တဲ့လောက်ပြင်တော်ကောင်းကြီးရဲ့လှတယ်လို့ပြောလို့ရပါမလားကျက်တရေရှိတယ်လို့ပြောလို့ရပါမလားဒီတော့ပြောတာအခုဒီနေ့ညတော့ပုဂ္ဂိုလ်ကိုပြန်ကြည့်မှန်နဲ့ပြန်ကြည့်ကျက်တရေမရှိဘူးလားဘာတွေနဲ့ထုံမွန်းထားလို့ကုသိုလ်တွေထုံမွန်းထားလို့ဓမ္မတွေနဲ့ထုံမွန်းထားလို့ဆိုတာမသေးကြဘူးလားဒါကြောင့်ဒုက္ခရံသာရုနာသာရုသာဒုပံပိနဒုက္ခရံပံပိနဒုက္ခရံပမရိယိဒုက္ခရံဒုက္ခရံသာရုနာသာရုသာဒုပံပိနဒုက္ခရံပပိနဒုက္ခရံပမရိယိဒုက္ခရံသာရုဏာသရောကောင်းတွေဟာသာရုပုံဉဏ်ကောင်းမို့ဒုက္ခရံပြုရမှာလွယ်တယ်သာရုဏာသရောကောင်းတွေဟာပမကောင်းမှုကိုကြတော့ဒုက္ခရံပြုဖို့ခင်းရင်တယ်မကောင်းမှုဆိုရင်ပိဏမကောင်းတဲ့ပုဂ္ဂိုလ်လူမိုက်တွေကသာလည်းရင်ဒုက္ခရံပြုလွယ်တယ်မကောင်းမှုဆိုယေရိယသရောကောင်းတွေကြတော့ဒုက္ခရံပြုဖို့ခင်းရင်ပါရရဲ့လို့တထနလူတို့ဆရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်အောက်ကထင်သည်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းယရိဥရုတွေအန်တုပြီးတော့ကောင်းမှုကိုပြုနိုင်ဖို့ဆိုတာခါတော်ကောင်းကြီးမြတ်ကြီးဓာတ်ခံကောင်းလို့တဲ့ဘာကောင်းလို့တော့ရွှေမြပါဗျာပြောရင်ဘာကောင်းလို့ဓာတ်ခံမကောင်းရင်မိုးတွေသလားဆိုရနေရအေးပက်သေးဘဲနဲ့လုံးလုံးသွားမနေနဲ့ဓာတ်ခံမကောင်းရင်ပြောပါတယ်မနေ့ပြန်လဲအလုတ်ကလောက်အောင်မှလုံးမစားရတာမဖြစ်ဘူးအေးပက်လို့မဖြစ်ဘူးငါနေမကောင်းလို့မဖြစ်ဘူးငါတန်မာမှဖြစ်မယ်ဆိုရင်တော်ကောင်းကြီးမြတ်ကြီးဘာလို့လဲတော်ကောင်းဓာတ်ခံမရှိဘူးဆိုလို့ရှိရင်ဒီတရားဝဲရောက်လာနိုင်စေအကြောင်းရှိသလားရှိပါဘူးဗျာဇံပွဲတွေပဲဖြစ်ဖြစ်ရုပ်ရှင်မင်းသားမင်းသမီးတွေပဲပွဲပဲဖြစ်ဖြစ်ဒီလိုတော်ကောင်းကြီးမြတ်ကြီးအပျော်ပါလှုပ်တဲ့ပွဲတွေကြတော့အထူးဖိတ်နေစေရလိုသလားခေါ်နေစေရလိုသလားကားနဲ့သွားကြိုဆိုင်ငယ်နဲ့သွားကြိုနှိုးစော်တိုက်တွန်းနေစေရလိုသလားဘုရုဇင်ရဲ့စိတ်ကအပျော်ပါးတွေပဲခုံမင်းနေတယ်ကျိန်းနဲ့တက်နေတာအခုလိုတရားဝဲကြည့်ကြတော့ဟောမလားလားအောင်ကြော်ညာရတယ်နှိုးစော်ရတယ်တိုက်တွန်းရတယ်ဒါရင်ပြီးသလားအိမ်နိုင်ရာရောက်ကားအိမ်ပေါက်ရောက်တဲ့အထိအောင်မလုပ်အောင်ခေါ်ရတာဒါတော့ဟိုတိုဟိုမိုးကရွာနေတဲ့အိမ်ပေါက်ကလည်းကားရောက်နေတော့ဒုက္ခပါပဲမလိုက်လဲမကောင်းမောင်မှုဆိုပြီးတော့မကောင်းလို့လိုက်လာတဲ့သူတွေပါသေးလားတော်ရည်တယ်ရွှေမြမာမြာရွှေမြမာမြာတဘောပိုင်လာဟဲ့ပျော်ဝဲရှင်ပွဲဆိုလို့ရှင်မလေးယာရီဥရုလေးအေးမိုးလေးရွာပြီဆိုမလေးယာရီဥရုကကိုယ့်ဘက်ကိုပါပေါ့ဒီလိုမဟုတ်လားဟဲ့မိုးရွာတော့မှယာရီဥရုကဘာဘက်ပါကိုယ့်ဘက်ပါတယ်ဆိုပြီးမိုးအေးနဲ့တော်ကောင်းကြီးမြေဘာလို့လဲတောက်လာစားလာပျော်လာပါလာခုံလာကာလာနဲ့မလုပ်ဘူးလားဟဲ့ရွှေမြမာမြာမကောင်းမှုတွေကိုတော်ကောင်းကြီးမြေလူတွေကပြုတ်လွယ်တယ်ပြောလွယ်တယ်ဆိုလွယ်တယ်လှုပ်လွယ်တယ်
ကောင်းမှုတွေကြတော့လူတွေကပြုရမှာဝင်လေးတယ်ပြောလုပ်ရမှာဝင်လေးတယ်ပြောရမှာဝင်လေးတယ်မှန်လားအဲကြောင့်ကိုယ်စိတ်ကိုပြန်ကြည့်ကြည့်ကိုဟာကောင်းမှုကိုလုပ်ရမှာလွယ်တဲ့ပုဂ္ဂိုလ်လားမကောင်းမှုကိုလုပ်ရမှာလွယ်တဲ့ပုဂ္ဂိုလ်လားဟေးဘာတွေချိုးကုန်မယ်နော်ရွှေမြမများပြန်မေးဦးမယ်ကောင်းတာလုပ်ရတာလွယ်သလားမကောင်းတာလုပ်ရတာလွယ်သလားဟေးဟုတ်လားဟဲ့ကောင်းတာလုပ်ရတာတကယ်လွယ်သလားဩမှတ်ထားအောင်မယ်ရနောင်းရောက်မှကောင်းတာလုပ်ရတာလွယ်တဲ့သူတွေအများကြီးပဲရွှေမြမများကောင်းတာလုပ်ရတဲ့ပုဂ္ဂိုလ်လွယ်အောင်ကောင်းတာလုပ်ရတာလွယ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်လေလို့ပြောတော်ကောင်းကြီးမြတ်ကြီးဒီတိုင်းလုပ်လို့ရတာလားလေးကျင့်ထားလို့လားကောင်းတာမှန်တယ်မလေးကျင့်ရတယ်မှန်လားမကောင်းမှုဆိုတာကတော့လေးကျင့်နေစေရလို့သလားအခုထရိုက်မလားအခုထပြီးတော့ဆဲမလားအခုထပြီးဆိုမလားမကောင်းတာဆိုတာကချက်ချင်းဖြစ်လွယ်တယ်မှန်လားကောင်းတာကြတော့ချက်ချင်းဖြစ်လွယ်သလားမလွယ်ဘူးရွှေမြမဗျာသဘောပိုင်လားနာရောလဲရဲ့လားကျေရောကျင်တဲ့သလားဒါကြောင့်ကောင်းတာလုပ်ရမှာလွယ်တဲ့စင်းရင်ကိုပါအောင်လုပ်ဖို့မလိုဘူးလားအဲကြောင့်တော်ကောင်းကြီးမြတ်ကြီးကောင်းတာတွေကိုမြတ်လို့တတ်တဲ့စိတ်တွေဖြစ်ဖို့ကောင်းတာတွေကိုလှုပ်တတ်ဖို့ကောင်းမှုတွေကိုမြတ်လို့တတ်တဲ့စိတ်တွေဖြစ်ဖို့ဆိုလို့ရှိရင်ကိုယ်စိတ်ကလေးနိုင်အောင်ကြိုးစားဖို့မလိုဘူးလားရွှေမြမဗျာကိုယ်စိတ်ကလေးနိုင်ဖို့ဆိုလို့ရှိရင်ကိုယ်စိတ်ကလေးနိုင်လာပြီဆိုလို့ရှိရင်ကိုယ်ဒီကောင်းတာတဲ့ဘက်မှာကောင်းတဲ့ဘက်မှာရိုင်အောင်လုပ်ဖို့မလိုဘူးလားတို့ကတန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားပြောရင်တန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားတန်တရာခရီးသွားတွေမှန်သိအောင်လို့မို့တော်တော်ကြီးမြတ်ရာဒီဥရုလေးနဲ့အန်တုပြီးမိုးတန်လေးတွေလည်းပဲတဖြည်းဖြည်းနဲ့သွားတဲ့ခါကျတော့တော်တော်ကြီးမြတ်တို့တော်ကောင်းတို့လာရချိုးလေးနှက်အောင်ဒီလိုဆိုမဲ့မချစ်လုံးမုံချစ်လို့ပြုံးလေမုံကြပြုံးကြခန္ဓာလေးပါမချစ်လို့မုံချစ်လို့ပြုံးလေမုံကြပြုံးကြခန္ဓာလေးပါဆိုမေမချစ်လို့မုံချစ်လို့ပြုံးလေမုံကြပြုံးကြခန္ဓာလေးပါဆိုမေမချစ်လို့မုံမုံကြပြုံးကြရွှေမြမဗျာအကြာကြီးလားခန္ဓာလေးလားဘုရားတန်တရာခရီးသွားနေမှန်သိအောင်လို့မို့လို့တော်ကောင်းကြီးရဲ့ခန္ဓာလေးဆိုတာသိအောင်လို့ပြောနေတယ်ဆိုတာမသိကြဘူးလားလူတွေကမချစ်ရင်မုန်းပါပဲချစ်ရင်ပြုံးပါပဲအဲ့ဒီမချစ်တာလည်းပဲတော်ကောင်းကြီးရဲ့မုန်းတာလည်းပဲအကြာကြီးလားခန္ဓာလေးလားချစ်လို့ပြုံးမြန်တာလည်းပဲအကြာကြီးလားခန္ဓာလေးလားရွှေမြမဗျာအဲ့ဒီခန္ဓာလေးသောမှာတို့လူလာဖြစ်တာလေးကိုမှန်တတ်နေစေရလိုသလားကိုဘဝမြင့်နေစေရလိုသလားကိုပြန်ပြီးကြည်မာနာကြီးနေစေရလိုသလားရွှေမြမဗျာသဘောပါရလားဟဲ့အဲကြောင့်လူတွေရဲ့သဘောတဘာဝလေးနားလည်ဖို့မချစ်ရင်မုန်းမယ်ချစ်ရင်ပြုံးမယ်မုန်းလို့လည်းခံစားနေစေရလိုသလားချစ်ပြန်တော့လဲဝမ်းသာနေစေရလိုသလားအကြာကြီးလားခန္ဓာလေးလားတို့ဟာတန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားအဲကြောင့်ဆိုမဲမလိုတော့နှင်းလိုတော့ခင်လဲနှင်းကြခင်ကြခန္ဓာလေးပါမလိုတော့နှင်းလိုတော့ခင်လဲနှင်းကြခင်ကြခန္ဓာလေးပါဆိုမေဟိမလိုတော့နှင်းလိုတော့ခင်လဲနှင်းကြခင်ကြအကြာကြီးလားခန္ဓာလေးလားရွှေမြမဗျာလူတွေကမလိုရင်တော်ကောင်းကြီးမြတ်နှင်လိုက်တာ
လိုရင်တော်ကောင်းကြီးမြတ်ကြီးဥရပါရနဲ့တော်ကောင်းကြီးမြတ်ကြီးတိတိမတိတိခင်လိုက်တာပဲမှန်လားဟဲ့မလိုရင်နင်းမယ်လိုရင်ခင်မယ်ဒါလည်းပဲကြာကြီးလားခဏလေးလားအဲကြောင့်မလိုလို့နင်းလည်းပဲဝမ်းနဲ့နေစေရလိုသလားလိုပြန်တော့ခင်ပြန်တော့လည်းပဲဝမ်းသာနေစေရလိုသလားဒါတွေကကြာကြီးလားခဏလေးလားတို့ကတန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားရွှေမြမမရဘဝမြင့်စေရလိုသလားအောက်ခြေလွတ်စေရလိုသလားမမာနတွေကြီးနေစေရလိုသလားအေးဒီသဘောလေးတွေကိုနားလည်ဖို့ဆက်ပြီးတော့ဆိုကြအောင်ဆိုပါသူကယူသူသူကပေးယူကြပေးကြခဏလေးပါပါသူကယူသူသူကပေးယူကြပေးကြခဏလေးပါဆိုမဟေပါသူကယူသူသူကပေးယူကြပေးကြပေးတာလည်းပဲကြာကြီးလားခဏလေးလားယူကြတာလည်းပဲကြာကြီးလားခဏလေးလားပါတဲ့သူတွေကတော့ယူမှာပဲထူတဲ့သူတွေကတော့ပေးမှာပဲတဲ့မြတ်တော်ဘာဖြစ်ကတော့မှန်လားဟဲ့အဲကြောင့်တော်ကောင်းကြီးမြတ်ကြီးဘာလို့လဲယူလို့လည်းပဲတော်ကောင်းကြီးမြတ်ကြီးပါတဲ့ပုံကိုယ်တွေယူတာမြင်မြင်တော့လည်းပဲတော်ကောင်းကြီးမြတ်ဟဲယူပဲယူနိုင်လွန်းနေဆိုပြီးတော့တော်ကောင်းကြီးမြတ်ကြီးဘာလို့လဲမေးထိုးပြီးတော့မျက်စောင်းထိုးပြီးတော့တော်ကောင်းကြီးမြတ်ကြီးမလိုတဲ့အမူအရာတွေပြနေเสียလို့သလားပေးတဲ့ပုံကိုယ်တွေပြေတွေ့ပြန်တော့လည်းပဲတော်ကောင်းကြီးမြတ်မုရိဒာပွားပေးလိုက်လို့ရှိရင်ကုသိုလ်မရဘူးလားရွှေမြပါမရပေးတာလည်းပဲကြာကြီးလားခဏလေးလားယူတာလည်းပဲကြာကြီးလားခဏလေးလားကိုယ်ဒီပဲပုဂ္ဂိုလ်စင်းရင်နဲ့ပါနေတယ်လည်းပဲကိုပြန်ကြည့်တော်ကောင်းကြီးပေးတဲ့ပုဂ္ဂိုလ်စင်းရင်နဲ့ပါအောင်ကိုကြိုးစားကြရမယ်ဆိုတာမသေးကြဘူးလားရွှေမြမမရမန်တက်နေစေရလိုသလားဘဝနေမြင့်ပြီးတော့အောက်ခြေတွေလွတ်နေစေရလိုသလားတို့ကတန်တရာခရီးနားတွေလားတန်တရာခရီးသွားတွေလားရွှေမြမမရဒီသဘောလေးကိုနားလည်အောင်လို့မလို့ဇက်ပြီးတော့စိုးမဲ့ငယ်ငယ်ကပြူကြီးတော်အိုလေယူကြအိုကြခဏလေးပါငယ်ငယ်ကပြူကြီးတော်အိုလေယူကြအိုကြခဏလေးပါစမေဟေငယ်ငယ်ကပြူကြီးတော်အိုလေယူကြအိုကြရွှေမြမမရငါလှနေတာငါချောနေတာဆိုပြီးငဲမှန်နေငဲကုံနေဝမ်းပြီးတော့မှန်တက်နေเสียလို့သလားရွှေမြမမရငဲကုံနေသက်ပြီးတော့မှန်တက်เสียမလို့သလိုပဲကိုကိုအိုးပြီးဆိုပြီးတော့စိတ်တက်ကြနေเสียလဲလို့သလားယူတာလည်းပဲကြာကြီးလားခဏလေးလားအိုတာတွေလည်းပဲကြာကြီးလားခဏလေးလားရွှေမြမမရနားမလဲเสียပါသလားနားမရှင်းเสียပါသလားစကလုံးလေးရိုးရိုးလေးနဲ့တော်ကောင်းကြီးပြောနေတာပဲတက်တာသလိုနားထောင်အစဉ်ပြေသလိုနားထောင်တော်ကောင်းကြီးချပေးတဲ့ဟာလေးသိချအာယုံဆိုင်ပြီးတော့လိုက်ဆိုပြီးတော့တော်ကောင်းကြီးနှကောက်ချပေးနှကောက်ပြန်ဆိုဘလောက်ကုသိုလ်ရပြီးတော့တော်ကောင်းကြီးရင်ပတ်တဲမှာရှင်းနေတယ်လေလင်းနေတယ်လေမှန်လားဟေ့ပြင်းเสียပါသလားတရားနာရတာကွာပြင်းလိုက်တာလို့ပြောချင်ရသလားပြင်းမြပါမရတရားနာရဲဆိုတာကအပြောအပြင်းရင်တော့လာတာမဟုတ်ဘူးတော်ကောင်းကြီးဘဝတန်တရာအေးချမ်းဖို့တော့ငြိမ်းချမ်းဖို့တော့ပစ္စုပန်ဘဝရောတန်တရာလုံးစာအတွက်ရောကောင်းဖို့လာကြနာကြတယ်ဆိုတာမသေးကြဘူးလားရွှေမြပါမရငယ်မှန်နေဝတ်ပြီးငယ်ကုန်နေတက်ပြီးတော့ငါလှတယ်ငါချောတယ်မလှတဲ့သူမချောတဲ့သူကိုသွားပြီးတော့မိတို့မျက်စာပြည့်ရွဲ့စောင်းနေเสียလို့သလား
ngã lòng mà la vô số bị rồi nên chả sát san đi gì à lô ta la chỉ khả năng của chỉ cần đi yêu chỉ cần nhớ này yêu là mà nhớ này yêu là một bài này đã chọn tôi nói như nghe nghe ngã yêu chỉ đồ ô lệ yêu cha ô cha hana li va số chỉ bao nha nghe nghe ngã yêu xuyên nhà mà nha mình là cháu nhà màဟုတ်တော့ရွှေမြန်မာမြတ်မနဲ့ကြောင်းရပါဟဲ့ဒါလေးလည်းမှတ်ကြအောင်မိုင်လိုက်မချစ်လို့မုန်းမလို့တော့နှင်းတော့ပါလေပါသူကယူတယ်နောက်တစ်ကြောင်းကပါလေငယ်ငယ်ကပြူတယ်ကြီးတော့အိုးမနဲ့ကြောင်းရဟေးတော်လေးတွေမှတ်မိလို့ရွှေမြန်မာဗျာနည်းနည်းလေးသူ့ပေးရင်မှတ်မိပါတယ်ဗျမိုင်လိုက်မနှကြောင်းရသွားအာတန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားကိုမမသက်အောင်လို့တန်တရာခရီးသွားဆိုတာသိအောင်လို့ခရီးသွားဆိုတာကတော်ကောင်းကြီးမြတ်အိမ်ရှင်လားဧည့်တယ်လားအိမ်ရှင်နေလားဧည့်တယ်တွေလားဧည့်တယ်ဆိုတာကအချိန်တန်ရင်ဘယ်ကိုပြန်ရမယ်မိုင်လိုက်ကိုပြန်မဲ့အိမ်ကအေးချမ်းနေတဲ့အိမ်ငြိမ်းချမ်းနေတဲ့အိမ်ဖြစ်ဖို့မလိုဘူးလားရွှေမြန်မာမြတ်အဲကြောင့်ဇက်ပြီးတော့ဆိုခြင်းနေတဲ့သာသုံးတော်ဆံနေတော်ခံလေစံရခံရခန္ဓာလေးပါသာသုံးတော်ဆံနေတော်ခံလေစံရခံရခန္ဓာလေးပါဆိုပါဦးဗျာသာတော်တော်စံစံရခံရနာလေးပါသာတော်တော်စံရွှေမြန်မာဗျာသာတော်တော်ပါတယ်နှိမ့်မြန်တော့ငါချောတယ်ငါလာတယ်ငါမစားနိုင်တယ်ငါမဝတ်နိုင်တယ်တော်ကောင်းကြီးငါကပညာတတ်တယ်ငါကအာနာရှိတယ်အမြင့်မှနေတော့တော်ကောင်းကြီးလူတွေကတော်ကောင်းကြီးစံရနှိမ့်သွားပြီလဲဆိုတော့ခံရပြီလဲဆိုတော့တော်ကောင်းကြီးဘာလို့လဲမမြဲတဲ့သဘောတရားတွေကိုစင်ကြင်မထားတဲ့အခါကျတော့အကြမနာဘူးလားရွှေမြန်မာမြတ်ဗမာစကားလေးရှိတယ်လေတော်ကောင်းကြီးရဲ့အထေကြီးပြက်တယ်ဗါလေတော့ညမျောပါလေတော့မမြဲတာကိုနားမလည်နေတဲ့ပုဂ္ဂိုလ်တော်ကောင်းကြီးမရဘူးတာတွေရလားမရှိဘူးတာတွေရှိလားမဝေးရဘူးတဲ့ဟာတွေဝေးရမစားရဘူးတာတွေစားရမနေဘူးတဲ့ပုံစံတွေနေရတဲ့အခါကျတော့တို့မြန်မာတွေသိတဲ့အတိုင်းနဲ့ဖနှောင့်တန်ဆူးသလိုမြောက်ကြွားနေရွှေမြန်မာဗျာဘောပိုင်လိုက်အဲ့ဒါနဲ့ပတ်သက်လို့ဦးဇင်းတို့ရှေ့မှာတော့မလီထိုင်းရောက်နေတော့ဦးဇင်းတို့ဒီနေ့ဆိုလို့ရှိရင်ဘယ်လောက်ရှိသွားလဲ10ရက်လောက်ရှိသွားအာယုဒ္ဓယမှာဟောခဲ့တယ်နောက်ရက်မှာဦးဇင်းတို့ဘန်ကောက်နောက်ရက်မှာတခါဘာလို့လဲမဟာချိန်မှာနေ့တွေညတွေဟောဟာရှိမှတတရရတရားလေးတွေသွားဟောလိုက်ဗမာပြည်ကလာပြီးတော့ကျောင်းသားလေးတွေကျောင်းသူလေးတွေညီလေးတွေညီမလေးတွေအရွယ်တွေကိုတွေမတွေသိချင်တာလေးတွေလာမေးလိုက်ဖြေလိုက်စွန်လေးကတ်သားစားလိုက်တရားလေးဟောလိုက်ဟိုလျှောက်သွားဒီလျှောက်သွားမရဘူးတဲ့ဒီတန်တရတွေလှည့်ပတ်သွားပေါ့မလီထိုင်းကဒူရင်ဒီလေးစားလိုက်အိပ်ပြောလိုက်ရွှေမြန်မာဗျာရှင်နာရက်တွေကဟန်ကိုကြလို့မှန်လားဗျာဟောရနောင်နေလာမယ်ပေါ့မလီတို့မရောက်ဘူးမြန်မာပြည်ကြီးလေလက်မြင်ရမယ်ပေါ့ဝမ်းနေသားပြီးတော့ကိုကလည်းကိုတွက်ကြည့်နေတာဘုန်းကြီးဆိုတော့တွက်ရေးကစတထေးကိုရနောင်ရနောင်ဆိုတော့ရကောက်ဆိုတော့ဗုဒ္ဓဟူလေးပေါ့နောင်ကစနေခွန်ပေါ့
စနေဗုဒ္ဓဟုယူတောင်သမင်းမငတ်ဘူးကိုယ့်နဲ့ကိုယ်တွတ်နေတာဥဒ္ဒင်ထွန်းကြီးမှန်လားရွှေမြပါမလားရန်တောင်ဆိုတော့လေးနဲ့ခွန်းဆိုတော့ဗုဒ္ဓဟုနဲ့စနေဆိုတော့ယူတောင်သမင်းမငတ်ဘူးပေါ့တွေးတာမလေးရန်တောင်လာရောက်တော့မနေ့ခင်းဘာလို့ကုန်းယုံပြီးတော့ညလည်းပဲအရင်ညအဲ့နေရောညဟောထားတော့မာချိန်ထဲမှာဟောထားတော့ညကျတော့မနေ့ခင်းကျတော့အိယာထလည်းနောက်ကျညလည်းတနာရီခွဲလောက်မှဟောတဲ့ပြန်ရောက်ကုန်းယုံပြီးတော့လေစိတ်ကိုပြေးတယ်ဗျာလေစိတ်ထဲရောက်တော့10နာရီကြော်လောက်ဟိုဖြက်ဒီဖြက်သူတို့လှုပ်ပေးတာတွေလှုပ်ပေးပြီးတော့သွားတာပဲဘိုက်ကလည်းအာယုံဆုံးကလည်းမကတ်လိုက်ဘူးအေးရေးဝါကျင်တော့ကျတော့အာယုံဆုံးလည်းမစားခဲ့ရနေစွန်းကလည်းပဲအဲ့ဒီလေရင်ခွင်းထဲမှာကျတို့မှနေစွန်းစားဖို့အရေးလိုက်ရှာဟဲ့အောင်လေရင်က7နာရီ45ဆိုတက်မှာ7နာရီက45ဆိုတော့7နှစ်ထိုးကနေပေါ့စွန်းလေးမြတ်စားအကောင်တို့လိုက်ရှာလိုက်လို့ဟိုလို့ဒီလို့ကြာပေါ့စနေဗုဒ္ဓဟုယူတောင်သမင်းမငတ်ဘူးတဲ့ဟိုဂိတ်ကိုဟိုဟာလောက်ကဒီဂိတ်ကိုဒီဟာလောက်ရနဲ့ဟိုလက်မှတ်ဌာနဟိုဟာလောက်ကလက်မှတ်တွေကအပြောင်းလဲနေတယ်မလေးငတ်ပါရောလားရှင်နောင်ကြီးသဘောပိုင်လိုက်ရွှေမြပါဗျာမလေးအာယုံစွန်းလည်းမစားခဲ့ရနေစွန်းလည်းမစားခဲ့ရလေရင်လက်မှတ်ကလည်းဟောဘာလို့လဲဟိုဝဲဒီဝဲဟိုလုတ်ဒီလုံးနဲ့ဦးဇင်းတို့လည်းမိအောင်တော့သွားလိုက်တာပဲအဲ့နာလေးရောက်တယ်ဦးဇင်းတို့3ယောက်နောက်ဆုံးပဲကြားနေလိုက်တယ်ကိုနန္ဒန်သီရိရှင်ရှင်မထဲမှာလေအဲ့တန်လေးကြားပြီးတော့ဖိုးတုဖတ်ရွှေမြပါဗျာသူခေါ်နေတာကိုနန္ဒသီရိရှင်နဲ့အဲ့ထိုင်းမှာကမပီကလာနဲ့ခေါ်နေရတော့ကိုလည်းကြားတယ်ဒါပေမဲ့ရှင်တော့မပါပါဘူးကိုနန္ဒသီရိကိုကနားထောင်ကောင်းရှင်လေးရထဲတာရွှေမြပါဗျာကိုနန္ဒသီရိလို့တော့ခေါ်နေတာမလေးကိုဟိုမှာလည်းပဲရှေ့မှာတော့မနှစ်ကလည်းပဲကြုံပြီးသားဆိုတော့ကိုကအဲ့ဒီအတန်လေးထိုင်းမှာအတန်လေးကြားပြီးတော့မလေးဘဝင်နေခိုက်သားရကြည်နူးနေတာတော်နဲ့တော်မသွားဘူးဗျာဟိုလုတ်ဒီလုတ်ဟိုဝဲဒီဝဲနဲ့စားစရာလေးတွေပါလေးတွေတမင်းကလည်းမမီတော့ဘူးဆိုတော့စားမလို့ဝဲနေကိုနားလည်းရောက်ရောလေကြီးခဗျာခေါင်းကြီးလဲပြီးတော့တူနဲ့ထွက်သွားပါလေရောမမီဘူးပေါ့ဆွန်လဲငတ်လေရင်လဲမမီအတင်တို့တကားဆိုးတော့လောက်ကြအောင်ကျတို့တရားဝဲရလို့မှီမမီတော့မသိဘူးလေရင်တော့မမီလိုက်ဘူးမတင်ဘူးလေရင်ကမှီတဲ့ကျတို့ကမြင်ရတယ်မတင်ပေးတော့ဘူးလေနောက်ကျသွားလို့တဲ့မနေ့ရတော့ဟာအဲ့ဒါနဲ့ဘာလို့လဲနောက်သိလေရင်ချက်ဆက်ချိန်အဲ့ဒီလေရင်ဝင်းထဲမှာ10နာရီလောက်တည်းရရောက်တာညနေ9နာရီထိပါပဲဆွနေလဲငါမလီဟိုနိုင်ငံခြားသားစားဒီနိုင်ငံခြားသားစားသူများတွေစားပြီးတော့မလီငေးကြည့်နေရဟင်းစော်တွေကလည်းမွေးရနောင်းရေစနေဗုဒ္ဓဟုယူတောင်သမင်းမငတ်ဘူးဆိုမနေ့တုန်းကဖြစ်ပုံပြောပါတယ်မှန်လားဗျာဘုန်းကြီးဆိုတော့ဟဲ့လေးကျင်ထားတာလဲပါမှာပေါ့ဦးလေးကိုခွေးလို့ဒါသိတယ်တဲ့ဟိုတကားဆိုးကဝဝကြီးနဲ့သူတော့ဝဝကြီးနဲ့ဖြစ်ပြီးတော့စထားပြီးတော့တို့ကြတော့သိရတဲ့နဲ့ငတ်အောင်သူလုပ်တယ်ရှင်းနောင်းရေအမှန်တကယ်ဆိုရင်ပြောပါတော့လားဒီလန်းလာတာဒီခကြီးဒီလိုမျိုးရှိတတ်တယ်မသိဘူးလေကျတို့ကမှန်လားဗျာရွှေမြပါဗျာအဲ့ဒါညနေခင်းလေရင်က9နာရီမှတက်တော့ဒီဘက်မှာနောက်ကျတယ်မဟုတ်လားကားဆရာကိုထွန်းလမ်းမသိအထွန်းလမ်းမသိနင်းလိုက်တာကားကကောင်းတော့နင်းလို့နင်းမှန်းတော့မသိခဲ့ဘူးမှန်လားဗျာအဲ့ဒီနာရောက်ခါနီးကကျမှတရားအဆောင်မှာဝုန်းကလေးဆိုအပေါ်တက်သွားတာမှန်လေတိန်ဒီပေါ်မှာလွတ်နေတယ်ဆိုတာဒါပြောတာပေါ့တစ်ချက်သေးပဲခုံလိုက်တယ်ဝုန်းကလေးဆိုနေတာပဲရွှေမြပါဗျာမလေးရတဲ့ဖယားစာတွေလည်းဘယ်ရောက်လို့ဘယ်ပေါက်မှန်းကိုမသိတော့ဘူးဒီကလည်းတကွမ်းကွမ်းနေဆက်မပီကလာနဲ့မှန်လားဗျာရွှေမြပါဗျာသိကြတာကတော့တရားတော်ကြီးမြတ်မနေ့တော့ဦးဇင်းတို့အမိဆိုပြီးတော့လာတာမမီလိုက်ဘူးဒါပေမဲ့တရားတော်ကြီးမြတ်ဦးဇင်းတို့ညီတော်နဲ့ပဲတရားတော်ကြီးမြတ်တရားတွေမနာရဘူးလားတရားဝဲလုံးတဲ့ပုဂ္ဂိုလ်တွေလည်းပဲတရားနာရတော့တရားတော်ကြီးမြတ်လာရချိုးလေးနှက်မသွားဘူးလားသိကြပါတယ်ကာယကံမေတ္တာဖောင်ဒေးရှင်းအသင်းကပရာဟိတအသင်းကညာထားတာမဟုတ်ပါဘူးလို့ဒါလည်းပြောရသေးတယ်မှန်လားကျတို့တော့မတ်ရပဲရနောင်ကိုတွတ်နေတာမလေးစနေဗုဒ္ဓဟုယူတောင်တမင်းမငတ်ဘူးဟန်ကြဘောမလေးမယူပဲနဲ့ငတ်ခဲ့ရတယ်ရွှေမြပါဗျာ
အဲ့တော့တရားကြီးကြီးရှေ့မှာတော့တန်တာရပဲအခုတော့တရားကြီးကြီးမနေ့တော့အဲ့ဒါလိုတဲ့အခုဒီနေ့ညတော့လေဟောမိုးလေးတပွဲပွဲတဲ့တရားကြီးကြီးမနှက်ခင်းနေရတရားကြီးကလိုက်ပတ်ပို့တော့မြန်မာဖရားတွေဖူးရဘုရားရဲ့တိုင်းပြည်ရဲ့ယရနာတွေတရားကြီးကြီးမြင်ရတွေ့ရတရားကြီးကြီးစိတ်ထဲမှာဝမ်းသာဝမ်းနည်းပေါ့မှန်လားဗျာအဲ့ဒါကနေပြီးတော့တရားကြီးကြီးဘာလို့လဲလို့မေးလို့ရှိရင်ဟာလက်ပတ်ပြီးတော့ဖရားဖူးတွေသွားရတရားကြီးနဲ့ဘုရားဦးစိုးတို့ဦးတင်ထွန်းတို့နဲ့သွားရလာရကြည်နူးเสียပေါ့ဒီနေ့တော့တရားကောင်းကြီးကြီးနူးနူးလေးနဲ့တရားလေးနာရဟောရမိုးလေးအေးအေးနဲ့ခင်ဗျားတို့စကားနဲ့ပြောယာရီဥဒုကဘယ်ဘက်ပါကိုယ်ဘက်ပါတယ်ပေါ့ရွှေမြန်မာဗျာပြောစမ်းဒီနေ့ဒီအချိန်ကျတော့ဘယ်လိုပြောမလဲယာရီဥဒုကကိုယ်ဘက်ပါတယ်ဆိုတာဒါပြောရမှာမှန်လားဟဲ့ကောင်းတာလုံနေတဲ့ဖဲမှာမတရားကောင်းကြီးမိုးရွာလို့ဆိုပြီးထပြန်သွားလို့ရပါမလားဒါကြောင့်တရားကောင်းကြီးပြောချင်တဲ့စကားလုံးလေးကတခြားလမ်းမလွဲပါနဲ့ဘဝဆိုတာဟာမြဲသလားမမြဲပါဘူးတက်ရှိတမဲ့အရာဝတ္ထုတွေကမြဲသလားမမြဲပါဘူးဒါကြောင့်ဆိုမဲ့သာဒုံသောစံမိန်တော်ခံလေစံကြခံကြခန္ဓာလေးပါကဲဆိုပါဦးဗျာသာဒုံသောစံဘဝမြင့်စရာလိုသလားအောက်ခြေတွေလွတ်စရာလိုသလားငမာနတွေတက်နေစရာလိုသလားဘုရားတန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားအဲကြောင့်ဒါလေးလည်းသိအောင်လို့မလို့ဇက်ပြီးတော့ဆိုခြင်းနေတယ်ဆိုမယ်အကြောင်းကြောင့်ဆုံးကြောင်းကုန်းသောကွယ်ဆုံးညာကွယ်ချခန္ဓာလေးပါအကြောင်းကြောင့်ဆုံးကြောင်းကုန်းသောကွယ်ဆုံးညာကွယ်ချခန္ဓာလေးပါဆိုပါဦးဗျာအကြာကြီးလားခန္ဓာလေးလားအားကြောင့်တို့တော်ကောင်းတို့အခုလာပြီးတော့မြန်မာနိုင်ငံထဲနေမဆုံးရပဲနဲ့သူများရဲ့တိုင်းတစ်ပါးမှာတို့လာပြီးတော့တော်ကောင်းကြီးဆရာစကားတွေလာပြီးမဆုံးဘူးလားဟာအကြောင်းရှိခဲ့လို့ပေါ့နော်အမေရဲ့ဖေရဲ့မောင်ရဲ့နှမရဲ့ညီရဲ့ကိုရဲ့ဖေရဲ့မေရဲ့သားရဲ့သမီးရဲ့ဆွေရဲ့မျိုးရဲ့ဇနီးရဲ့မယားရဲ့ချစ်သူရဲ့သမီးသားရဲ့မိတ်ဆွေရဲ့ပေါင်းသင်းရဲ့တငယ်ချင်းတွေရဲ့လာပြီးတော့ဒီလူဘဝမှာဆုံးကြတာကအကြောင်းရှိလို့မရှိလို့အဲ့ဒီအကြောင်းလေးကုံသွားတဲ့တဏှိတရားကောင်းကြီးများရေသို့တွေဒီတွဲရမှာလားခွဲရမှာလားရွှေမြမာမြတို့ကတန်တရာခရီးနားတွေလားတန်တရာခရီးသွားတွေလားဒါကြောင့်အကြောင်းရှိလို့ဆုံရတာဖြစ်တဲ့အတွက်ကြောင့်မန်တက်နေစရာလိုသလားအောက်ချင်းလွတ်စရာတွေလိုသလားတရားနဲ့တရားမြိုင်ချဆိုင်ချညင်းချခုံချနဲ့တရားနဲ့တရားရန်နေဖြည့်ပြီးတော့နေလို့တော်ပါမလားတို့ကတန်တရာခရီးနားတွေလားတန်တရာခရီးသွားတွေလားပြောရွှေမြမာမယားတန်တရာခရီးနားတွေလားတန်တရာခရီးသွားတွေလားဒီတော်လေးနားလည်အောင်လို့မို့လို့ဆိုလာလိုက်တာဇက်ပြီးတော့ဆိုခြင်းလေးတဲ့ကံကြောင့်လဲနေကံကြောင့်သေးလဲနေကြသေးကြခန္ဓာလေးပါကံကြောင့်လဲနေကံကြောင့်သေးလဲနေကြသေးကြခန္ဓာလေးပါဆိုပါဦးဗျာကံကြောင့်လဲနေကံကြောင့်သေးလဲနေကြသေးကြအကြာကြီးလားခန္ဓာလေးလားဒါလေးကြည့်ပြီးတော့မနေ့တော့ရနောင်းကဇက်ထုတ်လေးမပြီးသေးလို့
ရနောင်းလာမယ်ဆိုတော့တရားကောင်းကြီးလေရင်မော်လက်တက်ရောအကောင်းမယ်တကယ်အကောင်းကြီးလေရင်မော်ရောက်ပြီး10မိနစ်လောက်လူတွေတရားကောင်းကြီး15မိနစ်လူတွေလေးစုံပြီးတော့လေရင်ထွက်မလို့မလို့အချက်ပြရွာလိုက်တဲ့မိုးဗျာလေတွေကတိုက်မိုးတွေကရွာနဲ့အမလီလောက်လေးချီထိုင်းနိုင်ငံမှာတရားပွဲတွေဟောခဲ့တယ်ပြုတဲ့ကုသိုလ်ကောင်းမှုတွေတစ္ဆာပြုပေါ့ဒီနေ့ညလည်းရန်အောင်မှာတရားဟောရမှာပါတစ္ဆာတွေပြုပေါ့မိုးတွေကရွာလေတွေကတိုက်ဒီလေရင်ကြီးနဲ့ငါသွားရမယ်အမလီလေရင်တွေကလည်းပြက်ကြတာလေငါခဏတိုင်းကြားတယ်အမလီဒုက္ခပဲခမင်းကလည်းမဝမစားရလေရင်စီးပြန်တော့လေမိုးတွေကရွာလေတွေကတိုက်တော်တော်တိုက်အဲ့ဒါနဲ့အဲ့ပြေးလဲနေမှာမလုပ်တယ်လေရင်ကနှစ်ခါရက်ဘောမတခါမှအဲ့လိုမကြုံခဲ့ဘူးလေရင်ဒီခါပေါင်းလဲမနစ်ကလည်းတရားဝဲတွေဒီဘက်တွေလာနေတာအဲ့ဒါမနေ့တော့ကမှတ်ရရပဲစနေဗုဒ္ဓဟူးဗျာရနောင်းရေဒါလည်းပဲခေါ်လဲပဲထူးတာထူးတော့ရွှေမြန်မာဗျာသဘောပိုင်လိုက်အဲ့ဒါမနေ့တော့တရားတော်ကြီးကိုဘာလို့ရတဲ့တုံးဆိုတာတရားတော်ကြီးအဲ့ဒီလေရင်ပေါ်မှာတရဏဂုံတင်ရဘုဒ္ဓတရဏံကိသာမိဓမ္မတရဏံကိသာမိသံဃတရဏံကိသာမိတရားဆိုတာသူများကြီးပဲဟောကြိုင်လေးမရအောင်ကိုလည်းနှလုံးသွင်းဆင်ញင်ရတယ်တဲ့မှန်လားဒါပေမဲ့တရားတော်ကြီးဒုတရားကောင်းတို့တွေဒီပကုံးတစ်ဘက်ကခေါင်းပေါအလုံးပြောတရားတော်ကြီးဒီထဲမှာတရားတော်ကြီးသေခြင်းတဲ့ပုဂ္ဂိုလ်ပါသလားရှင်တန်ကိုရတော့လေးတော့တရားတော်ကြီးဆွဲဆံပြီးဘလို့နီးနဲ့နေရှင်တန်ကျင်နေတာပဲမှန်လားဗျာရွှေမြန်မာဗျာဒါပေမဲ့သေမာကြောက်တော့တရားတော်ကြီးသေမာကြောက်တဲ့တို့လည်းဘလောက်တရားတွေဟောသေမာတော့မကြောက်ဘူးလားကြောက်တာပေါ့မှန်လားဟဲ့မလေးဘလောက်ပဲတရားတော်ကြီးကာယကံမေတ္တာနာရေးကုညီမှုသင်ဟာလောင်းနေကိုင်းနေတာတပည့်တို့ကမလေးသေမာမကြောက်တော့ဒါတွေကရိုးနေပြီလို့ဘလောက်ပြောအဲ့ဒီတွေခေါ်ကြည့်သေမာကြောက်တယ်မှန်လားဟဲ့ဘလောက်ရိုးတရားတော်ကြီးရဲ့သေမာတိုက်ကြခိုက်ကြနေတဲ့ပုဂ္ဂိုလ်တွေကလည်းမလေးသေမာမကြောက်ရဲတော့ကြိုက်တဲ့လောက်ပြောကြိုက်တဲ့လောက်ကြွေးကြော်ဘာကြောက်တာသေမာလူတိုင်းကြောက်တယ်လူတိုင်းမဟုတ်ဘူးပုရုဇဉ်တိုင်းကြောက်တယ်မှန်လားဟဲ့ရွှေမြန်မာဗျာသဘောပိုင်လားဒါကြောင့်တရားကောင်းကြီးတို့ရှင်တန်ခွင့်ရတာအခုတော့တရားကောင်းကြီးကံကောင်းထောင်းမှစွာနဲ့ရနောက်ရောက်ပြီးတော့တကားဆိုးတို့ကြိုးစုံမှုနဲ့တရားကောင်းကြီးတို့တွေသိလာပြီးတော့ကျေးဇူးဆက်ခွင့်မရဘူးလားဒါကြောင့်ကံကြောင့်လဲနေကံကြောင့်သေးလဲနေကြသေးကြခန္ဓာလေးပါသမဟိကံကြောင့်လဲနေကံကြောင့်သေးလဲနေကြသေးကြအကြာကြီးလားခန္ဓာလေးလားရွှေမြန်မာမရအခုတရားနာခွင့်ရနေတာလက်အုပ်ချီမို့ရှင်ခိုးခွင့်ရနေတာဘာကောင်းလို့ကံကောင်းလို့မေရီဖေရီဆွေတွေမျိုးတွေညီကုံမောင်နှမတွေရှိနေခွင့်ရတာမြင်နေခွင့်ရတာမြင်နေခွင့်ရတဲ့ပုဂ္ဂိုလ်တွေရှိနေခွင့်ရတဲ့ပုဂ္ဂိုလ်တွေတော်တော်ကြီးကြီးပြောကြဆိုကြသွားကြလာကြစားကြတောက်ကြရောင်းဝယ်ဖောက်ကားကုသိုလ်တွေပြုလို့လောက်ခွင့်ရနေတာဟာမကောင်းလို့ဘယ်သူတွေဘလောက်ကြီးပဲဘာကြီးပဲဖြစ်ခြင်းတော်တော်ကြီးလောကမှာတော်တော်ကြီးလူဆိုတဲ့မျိုးကတော်တော်ကြီးရှင်ဖို့အတွက်တန်မာနေရမယ်ရွှေမြန်မာမယားရှင်ဖို့တော့ဗါတဲ့တော့တန်မာနေရမယ်သဘောပိုင်လားလဲကြနေလို့ရပါမလားရွှေမြန်မာမယားအားငယ်နေလို့ရပါမလားဝမ်းနေလို့ရပါမလားသဘောပိုင်လားရှင်တန်ချင်းဆိုတာဟာတော်တော်ကြီးရှင်ဖို့အတွက်ဘာလုပ်နေရတန်မာနေရမယ်ဘယ်တော့မှဘဝကိုရှုံးမပေးနဲ့သဘောပိုင်လားလဲရင်ပြန်ထဘဝဆိုတာကတရားကြီးဖြစ်ချင်းပဲတရားကြီးအဲ့ဒီဘဝကိုတရားကြီးဘာလို့တလဲလို့မေးလို့ရှိရင်မြတ်ဗုဒ္ဓပြောခဲ့တဲ့စကားလုံးနေနဲ့ဘဝမှန်တယ်မရဘုရားကဘယ်ဘဝမှမချီးမွမ်းဘူးဘဝရနေတဲ့၍ခန္ဓာရနေမှာပဲခန္ဓာရနေတဲ့၍ဒုက္ခတွေတွေ့နေမှာပဲဒါကြောင့်တရားကြီးဘဝဖြစ်နေတဲ့ဘဝတိုင်းမှန်တယ်မရဟာတရားကြီးဘာလို့တလဲလို့မေးလို့ရှိရင်မမြင်ဘူးပဲမမြင်နေတဲ့ဘဝမှာဖြစ်တဲ့အတွက်ဆွဲလန်းနေစေရလို့သလားသာယာနေစေရလို့သလားတတ်မှတ်နေစေရလို့သလားကိုတော့မသာယာနဲ့မဆွဲလန်းနဲ့မတတ်မှတ်နဲ့လို့ပြောတာတော်ကောင်းကြီးကိုတယောက်ချမ်းသာဖို့တော်ကောင်းကြီးသူမြတ်မြတ်ခုံးမွေးပေါ်ဇင်းကျင်ရှောက်နေလို့ရပါမလားကိုဘဝအစဉ်ပြေဖို့သူမြတ်ခေါင်းပေါ်တက်နေလို့ရပါမလားသူများပေါ်မှာခေါင်းပုံဖြတ်နေလို့ရပါမလား
ရွှေမြမာဗျာဘောပိုင်လိုက်ဒီသဘောလေးတွေနားလည်အောင်လို့မလို့ဒုက္ခသောတာပန်ကြီးရဲ့စကလုံးလေးတစ်လုံးပြောတန်တရာခရီးနားလားတန်တရာခရီးသွားလားပြောရင်ဘာခရီးသွားတယ်တန်တရာခရီးသွားတွေဖြစ်တဲ့အတွက်ကံကောင်းအောင်လုပ်ကြဘာကောင်းအောင်လုပ်ကြရွှေမြမာဗျာတန်တရာခရီးသွားတွေဖြစ်တဲ့အတွက်ကြောင့်ဘာကောင်းအောင်လုပ်ရမယ်ပြောရင်ဘာကောင်းအောင်လုပ်ရမယ်ကံကောင်းအောင်လုပ်မှဖြစ်တဲ့အတွက်တော်ကောင်းကြီးကံကောင်းရအောင်လုပ်ရမှဖြစ်တဲ့အတွက်ကြောင့်တော်ကောင်းကြီးတို့တော်ကောင်းတို့ကံဆိုးနေတဲ့အလုပ်တွေလုပ်လို့ရပါမလားမလုပ်ကြနဲ့မှန်လားကံဆိုးစေတဲ့အလုပ်မှန်တယ်မရရှောင်ကျင်ဖို့မလိုဘူးလားအဲ့နဲ့ပတ်သက်လို့အမျိုးသားကြပြဆရာကြီးကြပြဆရာတင်မိုးပြောတဲ့ကြပြလေးသိကောင်းတယ်ဗျာတခါကြီးတခါမကြီးတို့မြို့သားကြပြဆရာကြီးတင်မိုးပြောတဲ့ဆရာတင်မိုးပြောတဲ့ကြပြလေးသိကောင်းလွန်းလို့ဘုရားတော်ကဒီတော်ကောင်းကြီးမြတ်ကြီးအလွန်ရမတန်မှမျက်နှိုးလွန်းလို့ဒီကြပြလေးယူလာဘယ်ကြပြလဲလို့မေးလို့ရှိရင်တော်ကောင်းကြီးမြတ်ကြီးအမြင်ကျင်းမြောင်းစိတ်ကျင်းမြောင်း၍တွန်းအောင်ရသည်ဘဝမှာလွတ်ပါစေသူကတော့တော်ကောင်းကြီးမြတ်ကြီးလွတ်ပါစေဆိုတော့တော်ကောင်းကြီးမြတ်ကြီးတော်ဘာကိုစုပေးထားတာပဲမေတ္တာပေးထားတာပဲမေတ္တာပို့ထားတာပဲမှန်လားရွှေမြမာမြတ်ဒါလေးကိုတော်ကောင်းကြီးမြတ်ကြီးတို့ကတော်ကောင်းကြီးအတန်လေးထည့်ပြီးတော့ကြပြလေးလို့ဆိုကြည့်မယ်အမြင်ကျင်းမြောင်းစိတ်ကျင်းမြောင်း၍သွန်အောင်ရသည့်ဘဝမှာလွတ်ပါစေဝိချာဆိုမယ်အမြင်ကျင်းမြောင်းစိတ်ကျင်းမြောင်း၍သွန်အောင်ရသည့်ဘဝမှာလွတ်ပါစေသံဃာကဗျာရဲ့ပထမဖိုက်အမြင်နဲ့ကျင်းမြောင်းပြီးတော့တော်ကောင်းကြီးကြီးဘာလို့တလဲလို့မေးလို့ရှိရင်ပတ်ဝန်းကျင်ကိုတော်ကောင်းကြီးကြီးဘာလို့တလဲကိုယ့်ထက်သာမနာလိုတဲ့စိတ်တွေဖြစ်မနေနဲ့အမြင်မကျင်းနဲ့အမြင်ကျဲကျဲထားအမြင်ကျဲကျဲထားမှန်လားရွှေမြမာမယဒီမှာဓမ္မဝါဒယန်းကြီးကဖန်တီးပေးပြီးသားပဲတော်ကောင်းကြီးမျက်လုံးဘယ်နှလုံးနားဘယ်နှပေါက်ပါဇက်ကြတော့မြတ်မြတ်နားထောင်မြတ်မြတ်မြင်အောင်ကြည့်ပြောတဲ့ခါကျတော့တပေါက်သေးပဲနည်းနည်းပြောတယ်မှန်လားဖတ်ကြတော်ကောင်းကြီးမြေပတ်ဝန်းကျင်တော်ကောင်းကြီးမြေလိုက်ပြီးတော့တော်ကောင်းကြီးမြေဘာလို့လဲလို့မေးလို့ရှိရင်လောကကြီးကိုဖြန့်ကျက်ပြီးတော့ကြည့်ကြအမြင်ကျဲကျဲထားကြတို့တိုင်းပြည်တို့လူမျိုးကတော်ကောင်းကြီးမြေအမြင်တွေတိတ်ကျင်းတယ်အတ္တတွေတိတ်ကြီးတယ်ကြိုင်ဆိုင်လိုစိတ်တွေတိတ်ပြီးတော့ပေါ်တယ်များတယ်မှန်လားဒါကိုတော်ကောင်းကြီးကြပြဆရာကြီးကတော်ကောင်းကြီးဒါတွေသိလို့မလို့အမြင်ကျင်းမြောင်းစိတ်ကျင်းမြောင်း၍တွန်းအောင်ရသည်ဘဝမှာလွတ်ပါစေတဲ့ဘလောက်ကောင်းထားတယ်မှန်လားဒါကြောင့်တော်ကောင်းကြီးအဲ့လိုမျိုးတွေအမြင်တွေကျင်းနေမယ်စိတ်တွေလည်းကျင်းကျက်နေမယ်ဆိုလို့ရှိရင်တော်ကောင်းကြီးကိုဘဝကိုချုပ်ထားသလိုပဲပတ်ဝန်းကျင်ကလူတွေကိုလည်းပဲတော်ကောင်းကြီးဖြန့်ကျက်ပြီးတော့မကြည့်ပေးနိုင်တာဖြစ်တဲ့အတွက်အလွန်ရမတန်မှတော်ကောင်းကြီးစိတ်တွေကျင်းကျက်ပြီးတော့တွန်းနဲ့အောင်ရတဲ့ဒရဝါတွေလို့ပေါ့မှန်လားရွှေမြမာမြတ်ဘောပိုင်လားအဲကြောင့်အဲ့ဒီသွန်အောင်ရတဲ့ဘဝတွေအမြင်ချင်းတဲ့ဘဝတွေကလွတ်ကြပါစေကိုတိုင်းလည်းပဲတော်ကောင်းကြီးလွတ်ဖို့မလိုဘူးလားကိုပတ်ဝန်းကျင်ကတော်ကောင်းကြီးပြောလာပြီဆိုလာပြီမေးခေါ်လာပြီဆိုလို့ရှိရင်တို့ပြန်ပြောတတ်တဲ့စကားလုံးလေးတစ်လုံးရှိတယ်မဟုတ်လားဟာဘုန်းကြီးကလည်းအမြင်ကိုကျင်းပါတယ်သူတို့ကအမြင်ချင်းတာကိုမှန်လားကိုတော်ကောင်းကြီးဘာလို့လဲထိုးချတာတို့တိုက်ခိုက်တာတို့ဝေဖန်တာလို့ပြောလာပြီဆိုလို့ရှိရင်ပတ်ဝန်းကျင်ကိုကအမြင်ချင်းတယ်လို့မပြောဘူးလားမှန်လားကိုတိုင်ကလည်းမတော်ကောင်းကြီးအဲ့လိုမျိုးတွေအပြောမခံကျင်ဘူးဆိုလို့ရှိရင်သူများလည်းပဲပြောတဲ့စင်းရင်းနဲ့ကိုမပါအောင်ကြိုးစားဖို့မလိုဘူးလားရွှေမြမာမြတ်သိကောင်းလုံးပါဗျာမှန်လားအဲကြောင့်ဆိုမယ်စိတ်ဓာတ်သိနှုတ်ဉာဏ်သိနှုတ်၍ချုပ်ချယ်မှုအမျိုးမျိုးမှလွတ်ပါစေစိတ်ဓာတ်သိနှုတ်ဉာဏ်သိနှုတ်၍ချုပ်ချယ်မှုအမျိုးမျိုးမှလွတ်ပါစေခမရဲ့သဘောတဘာဝလေးထက်ရှင်းပြနေစရာတော့မလိုအောင်ကောင်းတယ်ခမဆိုတာမသိကြဘူးလားဘာလဲတော့စိတ်ဓာတ်သိနှုတ်စိတ်ဓာတ်ကသိနှုတ်တာဉာဏ်ကသိနှုတ်တာအဲ့ဒါလို့စိတ်ဓာတ်သိနှုတ်ဉာဏ်သိနှုတ်တဲ့အခါကျတော့တော်ကောင်းကြီးဘာလို့လဲလို့မေးလို့ချင်းအမျိုးမျိုးတွေချုပ်ချယ်ခြင်းကြလွတ်လပ်ခွင့်မပေးခြင်းရဘူးမှန်လား
ဒီစကလုံးလွတ်လပ်တဲ့စကလုံးပါတဲ့ခါကျတော့နိုင်ငံရေးပြောတာမဟုတ်ပါဘူးဗျာတရားကောင်းကြီးမြတ်ကြီးဘာလို့လဲလို့မေးလို့ရှိရင်တို့ဗမာပြည်ကြီးတရားကောင်းကြီးမြတ်ကြီးဘာလို့လဲလွတ်လပ်ရေးရအောင်ကြိုးစားခဲ့တဲ့ဟာလေးသွားကြည့်ကြည့်ပေါ့လွတ်လပ်ရေးမှမရဘူးဆိုလို့ရှိရင်တရားကောင်းကြီးမြတ်ကြီးအလွန်ရမတန်မှနေရတာချင်းကျုပ်တယ်ဒီလိုပြောတာမှန်လားရွှေမြန်မာမြတ်အဲ့ဒီဟာတွေပြောနေရင်တရားကောင်းကြီးမြတ်ကြီးကြားပါတယ်ဗျာနိုင်ငံရေးလို့ထင်နေမယ်တကယ်ကြီးတကမကြီးတို့သူများတိုင်းပြည်မှာလာရတာတရားကောင်းကြီးမြတ်ကြီးအခုအနေရထိုင်ရတာတရားကောင်းကြီးမြတ်ကြီးလွတ်လွတ်လပ်လပ်ရှိသလားဖဲရှိမှာတော့မှန်လားဗျာမရှိဘူးအဲ့ဒါကြောင့်တဝူးနဲ့တဝူးတယောက်နဲ့တယောက်တရားကောင်းကြီးစိတ်သက်တွေသေးနှုတ်နေလို့ရပါမလားဉာဏ်နေသေးနှုတ်နေလို့ရပါမလားအတ္တကြီးတဲ့ပုဂ္ဂိုလ်ကတဘူရဲသမားအသူ့အတွက်ပဲသူကြည့်အတ္တကြီးတယ်ဆိုတာကတရားကောင်းကြီးစိတ်သက်တွေသေးနှုတ်လို့ဉာဏ်နေသေးနှုတ်လို့ငါတို့ချမ်းသာပြီးရောငါတို့အစဉ်ပြေပြီးရောငါတို့ဝမ်းဝပြီးရောငါတို့လှရင်ပြီးရောငါတို့ဝပြီးရောဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေစိတ်ဓာတ်ကလည်းသေးနှုတ်တယ်ဉာဏ်ကလည်းသေးနှုတ်တယ်အမျော်မြင်ဘာမှမရှိဘူးမှန်လားဟဲ့ရွှေမြန်မာမယားအဲ့ဒါလိုဘဝတွေကလည်းပဲတရားကောင်းကြီးစိတ်ဓာတ်တွေသေးနှုတ်ဉာဏ်တွေသေးနှုတ်တဲ့ဘဝကနေပြီးတော့တရားကောင်းကြီးချုပ်ချယ်မှုအမျိုးမျိုးတွေကနေလည်းပဲလွတ်ဖို့မလိုဘူးလားကိုယ်တိုင်လည်းပဲလွတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်သူတော်ဘာပေါ်မှာလည်းပဲစိတ်ဓာတ်သေးနှုတ်တဲ့စိတ်ထားတွေထားလို့ရပါမလားဉာဏ်တိမ်တဲ့စိတ်ထားတွေထားလို့ရပါမလားအရှိကိုကြည့်ကြရမှာတို့ကတန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားဒီဘဝနိဗ္ဗာန်ရောက်အောင်အထုတ်နိုင်ရင်တော်ရင်ဒီဘဝနိဗ္ဗာန်ရောက်အောင်အထုတ်နိုင်ရင်တော်ရင်အဲ့ဒါလိုမှမဟုတ်ဘဲနဲ့တော်ကောင်းကြီးနောင်ဖယားမျောပြီးတော့အရိမြစ်တေယဖယားအရိမြစ်တေယဖယားလက်ထက်ကြရင်ဆိုတဲ့ဟာမျိုးတွေကလည်းပဲတော်ကောင်းကြီးနောင်ဖယားမျောတဲ့လူတွေကလည်းမရှိဘူးလားအဲ့ဒီနောင်ဖယားမရောက်ခင်ဘဝတန်တရာကျင်လေတဲ့အခါမှာတော်ကောင်းကြီးစိတ်သက်သေးနှုတ်ဉာဏ်သေးနှုတ်နေလို့ရှိရင်ဘဝတန်တရာကျင်လေတဲ့အခါကိုယ်တိုင်လည်းပဲတရားကောင်းကြီးအဲ့ဒီသေးနှုတ်တဲ့ဘဝမျိုးတွေဖြစ်တတ်တယ်ဆိုတာမသိကြဘူးလားအဲကြောင့်သူတစ်ပါးပေါ်မှာတရားကောင်းကြီးစိတ်ကောင်းနှလုံးကောင်းထားဉာဏ်ကောင်းကောင်းလေးနဲ့ဘဝတန်တရာဟာတို့ကဖြတ်တန်းရမှာဖြစ်တဲ့အတွက်တို့ကတန်တရာခရီးသွားတွေပဲဆိုတာသိအောင်လုပ်ရွှေမြန်မာမယားဘောပိုင်လိုက်အဲကြောင့်ဆိုမဲ့တို့အချင်းချင်းကောင်းထက်နင်း၍သိမ်ဖြင်းလှုပ်ဆက်စိတ်ယုတ်ပတ်နှင့်ပုခတ်ကြသည့်ဘဝမှလွတ်ပါစေတို့အချင်းချင်းကောင်းတက်နင်း၍သိမ်ဖြင်းလှုပ်ဆက်စိတ်ယုတ်ပတ်နှင့်ပုခတ်ကြသည့်ဘဝမှလွတ်ပါစေရွှေမြန်မာမယားဘလောက်ကောင်းလိုက်တဲ့ဆရာကြီးလဲဗျာစာရေးသားကစူတောင်းပေးရှာတာကတို့တိုင်းပြည်အတွက်မှန်လားတို့ချင်းချင်းခေါင်းတက်တဲ့နင်းတာတဲ့ခေါင်းတက်နင်းတာကိုလူမျိုးချင်းချင်းကိုတိုင်းလူပြည်သားချင်းချင်းအဲ့ဒါကိုတော်ကောင်းကြီးခေါင်းတက်နေပြီးတော့တိမ်ချင်းနဲ့လုံရက်ပဲတဲ့ကိုချင်းချင်းနိုင်ထက်စီးနေလောက်တာဟာမှန်လားရွှေမြန်မာမယားအဲ့ဒီသိမ်ချင်းတဲ့လှုပ်ဆက်တွေကစိတ်ယုတ်ပတ်စိတ်ယုတ်မှမွေးတဲ့ပုံကိုယ်တွေမှာလုံနိုင်တယ်ဆိုတာမသေးကြဘူးလားရွှေမြန်မာမယားအဲ့ဒီသိမ်ချင်းတဲ့လှုပ်ဆက်စိတ်သက်ယုံမာတဲ့ပုံကိုယ်တွေပုတ်ခတ်ကြတဲ့ဘဝမှာလည်းပဲလွတ်ပါစေတဲ့ဘလောက်ကောင်းထားတဲ့အရာရာရှိတဲ့စာလေးတစ်ပုဒ်လေဒါကြောင့်သူတော်ဘာပေါ်မှာခေါင်းပုံမဖြစ်ကြနဲ့သူတော်ဘာခေါင်းတက်နှင်းပြီးတော့ကိုယ်အမြင့်အောင်ရောက်အောင်မလုပ်ကြနဲ့သူတော်ဘာမျက်ခုံးမွေးပေါ်မှာဇင်းညာမလျှောက်ကြနဲ့မှန်လားအဲ့ဒီလောက်ရက်သေးရစိတ်ထားကောင်းသူတို့လောက်ရက်လားစိတ်သက်ယုံမာသူတို့လောက်ရက်လားကိုတော့ကောင်းအောင်ပြောတယ်သူတော်ဘာကြပုတ်ခတ်ပြောတယ်ကိုတော့တော်ကောင်းကြီးကောင်းကြောင်းလေးပြောတယ်သူတော်ဘာကြတော့မကောင်းကြောင်းလေးပြောတယ်ရွှေမြန်မာများသဘောပိုင်လားဟဲ့လူတွေကကိုယ့်ကိုကောင်းတာပြောခြင်းကောင်းတာပြောတာခံခြင်းရင်သူတော်ဘာလည်းပဲကောင်းတာပြောပေးဖို့မလိုဘူးလားကိုယ့်ကိုကောင်းတဲ့အမြင်လေးနဲ့မြင်ပေးစေခြင်းရင်သူတော်ဘာလည်းပဲကောင်းတဲ့အမြင်လေးမြင်ပေးဖို့မလိုဘူးလားအတ္တတွေမကြီးရှားနဲ့လေမှန်လားဟဲ့ရွှေမြန်မာများအားကြောင့်ဆိုမဲ့သူကမမှန်ငါကမှန်ဟုတယူတန်ဆွဲစိတ်သေးဖွင့်နဲ့ငရဲဘဝမှာလဲလွတ်ပါစေသူကမမှန်ငါကမှန်ဟုတ
တယူတန်ဆွဲစိတ်သေးဖွယ်နဲ့ငရဲဘဝမှလည်းလွတ်ပါစေဒီစာထဲမှာပဲပါနေတယ်သူကမမှန်ဘူးငါပဲမှန်ငါပြောတာပဲအဟုတ်ငါလုပ်တာပဲအမှန်အဲ့ဒါသူ့ကြတော့တော်တော်ကောင်းကြီးသူ့လုပ်ရက်တွေကြအမားတွေကြီးပဲမြင်တာတခါကြီးတို့ကမကြီးတို့ကြည့်ကြည့်ကျန်တာမကြည့်နဲ့လေအခုပရာဟိတကြည့်ကြည့်ကာယကံမေတ္တာနာရေးကိုညီမှုအသင်းလုံးလုံးပေါ့စောင့်ကြည့်အောင်မယ်လေမှန်လားဟေးသူတို့ရဲ့မာခွက်ဒီစောင့်ကြည့်အောင်မယ်ပရာဟိတအချင်းချင်းကိုတော်ကောင်းကြီးကောင်းတာလုပ်နေတဲ့သူချင်းချင်းကိုတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲဘလို့အသင်းလုပ်တာမှမှန်တယ်ဘလို့အသင်းလုပ်တာပဲကောင်းတယ်ဆိုတာမျိုးတွေလည်းမရှိဘူးလားပေါင်းတင်ရမှာဝိုင်းဝန်းရမှာကူညီရမှာရိုင်းပေးရမှာတရားဝကြီးလုပ်နေတဲ့မိုးတွေရွာပေါ့ဝမ်းသာလိုက်တာကွာအဲ့ဒီကိုဆိုမှတ်ပြနဲ့လုံနေတဲ့ပုဂ္ဂိုလ်ကလည်းတချို့ရှိအောင်ပါမှန်လားကောင်းတာလုပ်တာပျက်စီးသွားပါစေဆိုတဲ့စိတ်ဆန္ဒတွေရှိနေတဲ့ပုဂ္ဂိုလ်တွေကလည်းသဘုံကြီးရွှေမြမာများသဘောပါလားငါတို့လောက်တာချက်အမှန်ငါတို့ပြောတာကြတော့အဟုတ်ဆိုတဲ့ဟာမျိုးတွေတော့ကောင်းကြီးသူလောက်တာချက်မမှန်ဘူးသူလောက်တာချက်မှားနေတယ်ဆိုတဲ့ဟာမျိုးတွေကအလွန်ရင်မတန်မှတော့ကောင်းကြီးသိမ်ချင်းတဲ့လောက်ရက်သေးပဲဆိုတာမသေးကြဘူးလားစိတ်ဓာတ်တွေသေးတယ်စိတ်ဓာတ်တွေယုံညံ့လိုက်တာအဲ့ဒီလိုစိတ်ဓာတ်သေးပွဲတဲ့ငရဲလွတ်တဲ့ငရဲကြတဲ့ဘဲကနေပြီးတော့ကောင်းကြီးလွတ်ပါစေတဲ့မှန်လားဟေးအလွန်ကောင်းတဲ့ကြပြားလေးတွေကိုတို့တော်ကောင်းများနားထောင်ခွင့်ရနေတယ်ရွတ်ဆိုခွင့်ရနေတယ်ဆိုတာမသေးကြဘူးလားဆက်ပြီးတော့ဆိုမယ်သူဂုံကိုချကိုဂုံပြကမာနဇံကတဖွာဘွားနဲ့အမကဘာမလဲလွတ်ပါစေသူဂုံကိုချကိုဂုံပြကမာနဇံကတဖွာဘွားနဲ့အမကဘာမလည်းလွတ်ပါစေရွှေမြမာဗျာဒါလည်းပဲရိုးရှင်းလိုက်တာဗျာသူ့ဂုံကိုချတယ်သူ့ရဲ့ဂုံသတင်းတွေကြတော့ချပြောတာမကောင်းဘူးဟဲ့ကောင်တက်စင်အောင်မကောင်းဘူးဘလို့လို့မဟုတ်တာထိုးလို့နေရင်ဟောကိုဂုံကိုကြတော့မြောက်ပင်ပြောတယ်သူ့ဂုံကိုကြတော့ချပြောတယ်မှန်လားရွှေမြမာဗျာအဲ့ဒါကတော်ကောင်းကြီးမြတ်ကြီးမာနတွေထောင်လွှားပြီးတော့တော်ကောင်းကြီးမြတ်ကြီးမားတဲ့လမ်းစဉ်ဆိုတာမသေးကြဘူးလားအဲ့ဒီအမားကဘာမှလည်းပဲသူတစ်ပါးကိုကြတော့ဂုံကြတော့သူတစ်ပါးရဲ့သိက္ခာကြတော့သူတစ်ပါးရဲ့ဂုံကြတော့ချကိုဂုံကကြတော့မြောက်ပင်ပြောတာလူတွေချင်းမေတ္တိလချင်းဖုန်ကြီးချင်းရွှေမြမာဗျာသဘောပါရလားဟေးဒါတွေသိရှိတယ်ဒါတွေသိကြောက်စရာကောင်းလူတွေမှမဟုတ်ဘူးဘုန်းကြီးတွေလည်းအဲ့တိုင်းပဲပုထုဇဉ်တွေပြောပါတယ်မေတ္တိလရှင်တွေလည်းအဲ့ဒီတိုင်းပဲပုထုဇဉ်တွေပြောပါတယ်ရွှေမြမာဗျာကြောက်စရာသိကောင်းတယ်နော်ဟာဒီမှာတော်ကောင်းကြီးလာရတဲ့စိတ်ချမ်းသာစရာကောင်းချက်တော့လာရဒီကဆရာတော်ဘေးကရှမ်းဘုန်းကြီးဆရာတော်ဘေးကလည်းဗမာစကားတွေပြောတတ်တော့ဝမ်ပန်းတတာနဲ့ကျိုးစုဒီမှာနောင်ကြီးနှစ်ပါးကလည်းဝမ်ပန်းတတာနဲ့ညီလေးတွေဟာအကုန်ဆန်းဆရဘာလို့လဲခရီးဦးကျိုးစုဒါကဘာလဲလို့မေးလို့ရှင်တော်ကောင်းကြီးမြတ်ကြီးအလွန်ရမတန်မှတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲသူတော်ကောင်းသူမျက်လောင်းတွေရဲ့စိတ်ဓာတ်တွေတော်ကောင်းကြီးမြတ်ကြီးမြင်ဟာမှန်လားဗျာအဲ့လောက်ကြီးစကလုံးကြီးကြီးလွန်းပါတယ်မြောက်ပင်ရကြပါတယ်နည်းနည်းနားထောင်ကောင်းပါဆိုတော့တော်ကောင်းကြီးမြတ်ကြီးအလွန်ရမတန်မှတော်ကောင်းကြီးမြတ်ကြီးဒါကဘာလို့လဲလို့မေးလို့ရှင်လူပီတာတဲ့လုံရက်ယဟန်ဆိုရင်လည်းပဲယဟန်ပီတာတဲ့လုံရက်တွေမှန်လားရွှေမြမာဗျာနားလည်လားဗျာကိုကုံကိုကြတော့မြောက်ပင်ပြောတယ်သူ့ကုံကိုကြတော့ချပြောတယ်ဆိုတာကအလွန်ရမတန်မှတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲတစ်ဖက်စောင်းနှင်းဆန်တဲ့လုံရက်တွေဖြစ်တယ်တဲ့မာနထောင်လွှားပြီးတော့အဲ့ဒါအမှားတွေပဲတဲ့မှန်လားရွှေမြမာဗျာတို့ကတန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားမြတ်သားသားလေးစဉ်းစားကြမှာမြတ်သားသားလေးကိုယ်ကုံကိုကောင်းတာတွေပဲပြောစီခြင်းတယ်ဆိုလို့ရှင်တော်ဘာကြီးတို့တစ်ပိုင်းရဲ့ဂုံတိတ်ခါကိုချမနှင်းတယ်လေမှန်လားရွှေမြမာဗျာဒါကိုပြောနေတာလေအတ္တသမားနဲ့တဘူရဲသမားဟာနွားနဲ့မချာကသူလီမွေးစိတ်ရုပ်ပါပါကျောင်းကမစိုးခြင်းပါဘူးညနေရဥဆိုကြီးဆိုတာအားကြလို့ပါ
ရှင်မြပါဗျာဘောပိုင်လိုက်ခဏတာရလာဘဝမှာလူနဲ့လူအောင်နေစမ်းဟာပဲဒါပဲရှင်မြပါဗျာဘာနဲ့လူအောင်နေမယ်အတ္တသမားနဲ့သူရဲရေသမားဟာနွားနဲ့မချားသူလီမွေးစိတ်ယုတ်ပမာခဏတာရလာဘဝမှာလူနဲ့တူအောင်နေစမ်းပါတဲ့လူနဲ့တူအောင်နေဘာနဲ့တူအောင်နေမလဲအကုန်းတစ်ပတ်ကခေါင်းပေါက်ပြီးတော့တရားကောင်းကြီးလူနဲ့တူအောင်နေမှသာလျင်လူနဲ့ထွက်ပြီးလူစော်မွေးမှပေါ့ရွှေမြပါဗျာပကုန်းတစ်ပတ်ကခေါင်းပေါက်ပြီးတော့လူနဲ့တူအောင်နေမှလူစော်ထွက်ပြီးတော့ဘာစော်မွေးမယ်သဘောပိုင်လိုက်ဟဲ့ပကုန်းတစ်ပတ်ကခေါင်းပေါက်ပြီးတော့တရားကောင်းကြီးရဲ့လူနဲ့မထွက်ရင်ဘာစော်မမွေးဘူးလို့ဟာနန်းလိုက်တာအတ္တကြီးတဲ့ပုဂ္ဂိုလ်သူ့ကုံကိုကြတော့မြင့်တင်ပြီးတော့သူတစ်ပါးရဲ့ကုံကြတော့ချပြောတဲ့ပုဂ္ဂိုလ်တွေနန်းလိုက်တာတိတ်ကြောက်စရာကောင်းတယ်နော်ရွှေမြမာဗျာရွှေမြမာဗျာသဘောပိုင်လားဟဲ့ဘာရောလဲလားကြေရောကျင်နဲ့လာရန်ရှိုးရောနဲ့ရပြန်မယ်ဆိုရင်တော့ပြန်ရကျိုးနှက်ပြီလားနဲ့ရင်ပြန်ကြအောင်ရွှေမြမာဗျာကောင်းပြီဗျာတရားကောင်းကြီးသူ့ဂုံကိုချတရားကောင်းကြီးကိုယ်ဂုံကိုကြတော့ပြပြီးတော့မာနာဇကတပွားပွားနဲ့အမှားကဘာမှလည်းပဲလွတ်ပါစေတဲ့ဒါလည်းကောင်းတဲ့စာပိုက်လေးဆိုတော့မသေးကြဘူးလားနောက်ဆုံးလေးကပုတ်ကောင်းလေးနဲ့ဗျာဆိုမယ်မကောင်းမှုရှောင်ဒီစကလုံးကတော့တရားကောင်းကြီးဘာလို့တလဲလို့မေးလို့ရှိရင်ဦးဇင်းတို့ကမကောင်းမှုရှောင်လို့ပြောလိုက်တာနဲ့တရားကောင်းကြီးဦးဇင်းတို့တရားကောင်းတို့နောက်ကဆက်မဲ့စကလုံးကကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဒီလိုမဟုတ်လားဘုရားတို့စာပေရတရားကောင်းကြီးဗုဒ္ဓပြောခဲ့တဲ့စကားလုံးဘုရားရှင်နေပြောခဲ့တဲ့စကားလုံးကလည်းပဲဒီစကားလုံးသုံးလုံးပဲမဟုတ်လားအဲ့ဒါကိုတရားကောင်းကြီးကြဗျာဆရာကြီးကတရားကောင်းကြီးဒီနေရာမှာဆရာတင်မိုးကနောက်ဆုံးတရားကောင်းကြီးအပိုက်လေးကိုရေးထားတာလေးကမျက်နှိုးစရာကောင်းတယ်ဗျာဘလို့ပြောသလဲလို့မေးရင်ဆိုမယ်မကောင်းမှုခင်ကောင်းမှုခြင်းသည်ညင်စိုးညင်မိုက်မိဘုံမြိုက်၍ငိုရှိုက်ရခြင်းမလည်းလွတ်ပါစေမကောင်းမှုခင်ကောင်းမှုခြင်းသည်ညင်စိုးညင်မိုက်မိဘုံမြိုက်၍ငိုရှိုက်ရခြင်းမလည်းလွတ်ပါစေရွှေမြပါမရဘလောက်ကောင်းတာဘလောက်ကောင်းတာမြတ်ဗုဒ္ဓပြောခဲ့တဲ့စကားလုံးကမကောင်းမှုကိုရှောင်ကောင်းမှုကိုဆောင်ဖြူအောင်စိတ်ကိုထားတယ်မှန်လားအဲ့ဒါကိုကြဗျာဆရာကြီးတင်မို့ပါတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲလို့မေးလို့ရှိရင်တို့တိုင်းသူပြည်သားတွေကိုသတိပေးတဲ့စကားလုံးလေးကမကောင်းမှုတွေကိုခင်နေကြတယ်တဲ့များသောအားဖြင့်ဘာတွေကိုခင်နေတာကောင်းမှုတွေကြတော့လူတွေကများသောအားဖြင့်ကျင်နေကြတယ်တဲ့ဘာတွေကိုကျင်နေတာဘာရကမမများပြောရဘာတွေကိုကျင်နေတာကောင်းမှုတွေကိုတွေကြတော့ကျင်နေကြတယ်ကျင်ဖယ်နေကြတယ်ကောင်းတာတွေကြတော့တော်ကောင်းကြီးမြေလောက်ရမှာတော်ကောင်းကြီးမြေမလုံမိနေကြဘူးမှန်လားအဲ့ဒါလို့ညင်စိုးညင်မိုက်တွေဖြစ်တဲ့အတွက်ကြောင့်တော်ကောင်းကြီးမြေအလွန်ရမတန်မှပူလောင်တဲ့မီးပုံကြီးလိုပဲတဲ့ဘာပုံကြီးလိုပဲရွှေမြမာဗျာသဘောပိုင်လားအခုပြောနေတာမနေ့တော့ကမာကြီးတယောက်တည်းဒီမှာဦးဇင်းတော်တရားမောလိုက်ရအောင်ဒီနေ့ညတော့တို့မလာနိုင်ဘူးနဲ့တူတယ်တခါကြီးတို့ဒီမှာဒီတခါကြီးတွေဘုရားတည်တယ်နာအဖွဲ့ကကမာကြီးတယောက်လျှောက်တော့ရှင်မရရဲ့ခုချိန်ကတော့လေမြမာပြည်ကိုမပြန်ချင်ဘူးရွှေမြမာဗျာကျုပ်ပြောတာမဟုတ်ပါဘူးမနေ့ညတော့လာတဲ့ကမာကြီးပြောသွားတာပါအခုချိန်ကတော့လေမြမာပြည်ကိုမပြန်ချင်ဘူးဘာဖြစ်လို့လဲတက္ကမကြီးဘာဖြစ်လို့လဲတက္ကမကြီးပူလို့လူပူတာလည်းမဟုတ်ပါဘူးစိတ်တွေပူရလို့တဲ့ဘာတွေပူရလို့ရွှေမြမာဗျာဘာကြောင့်စိတ်တွေကပူနေတာလဲများသောအားဖြင့်တော်ကောင်းကြီးမြေတို့တိုင်းပြည်ကလူတွေတော်ကောင်းကြီးမြေမကောင်းမှုတွေကိုခင်နေကြပြီကောင်းမှုတွေကိုကျင်နေကြပြီတဟောပိုင်လားဟဲ့ညီလေးတွေညီမလေးတွေတို့အကိုလေးတွေတို့မလေးတွေတလုံးနဲ့ပြအောင်ပြောတို့လူငယ်လေးတွေ
အနာဂတ်ရဲ့မျိုးဆက်တို့တိုင်းပြည်ရဲ့မျိုးဆက်လေးတွေဖြစ်တဲ့တို့လူငယ်လေးတွေတော်ကောင်းကြီးရဲ့မကောင်းမှုတွေကိုခင်တတ်တဲ့စိတ်လေးတွေလျှော့ဖို့မလိုဘူးလားမကောင်းမှုတွေကိုမခင်ကြနဲ့အဲ့ဒီမကောင်းမှုတွေကမကောင်းကျိုးတွေပဲဖြစ်ကောင်းမှုတွေကိုမကျင်ကြပါနဲ့ညီတို့ညီမတို့ရဲ့အကိုတို့မတို့ရဲ့လို့ဒါပဲပြောရမှန်လားဟေ့ရွှေမြမမယားဟိုတုန်းကအဖိုးတွေအဖွားတွေအဖေတွေမိတွေလက်ထက်သုံးပါတော်ကောင်းကြီးရဲ့ဖယားကယ်တာတွေတရားကယ်တာတွေတန်ဃာတော်မြတ်ကယ်တာတွေတို့ဗမာပြည်ကျေးဇူးတော်အားထိုသုံးမယရနာမှန်ပါ၏ဒီလိုမဟုတ်လားဟိုတုန်းကအဖေတို့မေတို့ဖိုးတို့ဖွားတို့လက်ထက်တုန်းကဖယားကယ်တာတွေခလုတ်လေးမြတ်မတိုက်နဲ့ဖယားစူးညောင်လေးတွေမြတ်မစူးလိုက်နဲ့အန်ရယ်လေးတွေမြတ်မစူးတော့ကောင်းကြီးတရေတစ်စေရှိတယ်ဖယားဘာတာခလုတ်ကစင်းတိုက်တော့မှဘာတာရွှေမြပါမယားမောပိုင်လိုက်ဖယားတတယ်ဟိုတုန်းကဒါကြောင့်တော်ကောင်းကြီးရှိလူကြီးတွေကဖယားကယ်တာတွေတရားကယ်တာတွေတန်ဃာတော်မြတ်ကယ်တာတွေတို့ဗမာပြည်ခြေစုတော်အားထိုသုံးမယရနာမှန်ပါ၏ဟိုတုန်းကဘယ်တုန်းကရွှေမြပါမယားဟိုတုန်းကမှန်လားဟေ့အခုကတော့တော်ကောင်းကြီးမြတ်ရေဘာလို့လဲလို့မေးလို့ရှိရင်အဲ့လိုဟုတ်သေးလားခလုတ်တိုက်ငါဒီခလုတ်နော်နဲ့ဆဲလာမောင်လာကျင်းလာပုတ်လာတွေဖြစ်ပြီးတော့ဒေါတော်ပုံတွေထပြီးတော့ထပ်ပြီးတော့တောင်ကန်တာတွေမရှိဘူးလားဟိုတုန်းကခလုတ်တိုက်တောင်ဖျားတာအခုကတော့တော်ကောင်းကြီးမြတ်ရေအကုတို့ဖြစ်စေတဲ့ဟာတွေမဖြစ်ဘူးလားဒါလောက်ရှိတဲ့ဟာတော်ကောင်းကြီးဒေါတာမထိန်နိုင်တဲ့ပုဂ္ဂိုလ်ဆိုဘန်းကလေးဆိုတော်ကောင်းကြီးပါလာတဲ့ဓာတ်နဲ့ခုတ်ပြီးတော့တော်ကောင်းကြီးအမျက်ပါနှုတ်တာတွေတော့မရှိဘူးလားရွှေမြမမယားညီလေးတွေညီမလေးတွေတို့ကိုယ်တွေတို့မတွေရဲ့နှလုံးသားထဲမှာတော်ကောင်းကြီးမကောင်းမှုတွေကိုခင်တတ်တဲ့စိတ်တွေဒီနေ့ပြောနေတဲ့စကားလုံးလေးနေတိုင်းလည်းပြောခဲ့တယ်ဦးဇင်းဒီမှာထိုင်းမှာရောက်တယ်ဟောတဲ့တရားဝယ်တိုင်းပြောခဲ့တယ်ယနေ့လူငယ်လေးတွေချကွာစိတ်ငြိမ်ဘာလို့ပလင်းကြီးချေချပဲဒါချကွာတာကြီးတော့အကွာတပလာစိတ်ညစ်တော့ကွာမိဝေးဖွာဝေးနဲ့နေရတာတပတ်တစ်ခါလောက်တော့ချရွှေမြပါဗျာစိတ်ညစ်ရဘာလို့လဲဟာတော့ပြောလိုက်သေးတယ်သူတို့ကတောက်ရုံနဲ့မရချတာကြီးချလောက်ချင်တာမှန်တယ်များလောက်ပလိုက်ကွာစိတ်ထဲရှိတာလူပြေရောက်တော့လောက်ရနတ်ပြေမှာဒါတွေမရှိဘူးရွှေမြပါဗျာအရက်တောက်တဲ့ပုဂ္ဂိုလ်ကပြောတယ်တဲ့ပလင်းကြီးရှေ့ချထားတဲ့ပုဂ္ဂိုလ်ကပြောတဲ့စကားဟာဗါတဲ့ချတာကြီးလူပြေမှာရောက်သုံးလေးတောက်ရတာဗါတဲ့နတ်ပြေရောက်ရင်ဒါတွေမရှိဘူးတဲ့မကောင်းတာလုပ်ပြီးနတ်ပြေရောက်ချင်နေတယ်ရွှေမြပါဗျာသဘောပါလားမကောင်းတာရောက်ပြီးတော့နတ်ပြေရောက်လို့ရပါမလားအဲ့ဒါစဉ်းစားညီလေးတွေညီမလေးတွေအကိုတွေမတွေမုန်းလို့ပြောနေတာလားချစ်လို့ပြောနေတာရွှေမြပါဗျာမုန်းလို့ပြောနေတာလားချစ်လို့ပြောနေတာလားကောင်းတာလုံးမကောင်းတာလုံးရင်ဒါကြောင့်ကံတရားဆိုတာညာလဲမညာဘူးညာလဲမညာပါဘူးဗျာကံဆိုတာသူတော်ဘောသူဆောင်ခြင်းပါပဲမှန်လားဟေ့ကောင်းတာလုံးရင်မကောင်းတာလုံးရင်ဒီသဘောကိုနားလည်ပြီဆိုလို့ရှိရင်တို့မကောင်းတာတွေနဲ့မှန်တယ်မြဝေးဝေးရှောင်ခြင်းမို့မလိုဘူးလားဝေးဝေးရှောင်ခြင်းမို့ပြီးတော့တော်ကောင်းကြီးအသိဉာဏ်တွေပွန်လင်းအောင်လို့တို့တရားဝဲမှာတရားလာနာနေကြတယ်ဆိုတာမသိကြဘူးလားရွှေမြမများဒါကြောင့်မကောင်းမှုတွေကိုခင်ကောင်းမှုတွေကိုကျင်းပြီးတော့ညင်စိုးညင်မိုက်ဖြစ်နေတဲ့အတွက်ကြောင့်တော်ကောင်းကြီးတို့တိုင်းပြည်မှာတော်ကောင်းကြီးဘာလို့လဲလူတက်တာကိုကုသိုလ်ရတယ်လို့ထင်နေသလားမသိဘူးတို့တိုင်းပြည်မှာဖြစ်နေတာဆဲတာကိုကုသိုလ်ရတယ်လို့ထင်နေသလားမသိဘူးရွှေမြမများညီရင်နှမမောင်ရင်နှမညီကိုမောင်နှမတိုင်းရင်နာတို့ညီကိုတွေတော်ကောင်းကြီးများရဲ့ချစ်ချက်ကဲငယ်စီစီလုံးလုံးနဲ့နေထိုင်ရမယ်အချိန်ရောက်ပြီဆိုတာမသေးကြဘူးလားချစ်ကြစမ်းပါကွယ်ချစ်ကြစမ်းပါမုန်းတာနဲ့ချစ်တာနဲ့နားထောင်ရတာချင်းကိုမတူဘူးစကလုံးချင်းကမှန်လားရွှေမြမများထားကြောင့်တော်ကောင်းကြီးသူတော်ဘာကိုမုန်းရင်ကိုရှုံးတယ်သူ့ကိုမုန်းရင်ကိုရှုံးတယ်ဗါလဲတော့ချစ်ကြစမ်းပါမှန်လားဒါကြောင့်မကောင်းမှုတွေကိုခင်နေတာကောင်းမှုတွေကိုကျင့်နေတဲ့လှုပ်ဆက်တွေကိုတော်ကောင်းကြီးရှောင်ကြပါတော့လို့သတိပေးစကားရှေ့ပိုင်းမှာတိုက်တွန်းပါတယ်ဗျာတန်တရာခရီးနာတွေမို့လို့လားတန်တရာခရီးသွားတွေမို့လို့လား
အားကြောင့်ဆိုမယ်ကံကြောင့်လဲနေကံကြောင့်သေးလဲနေကြသေးကြခဏလေးပါကံကြောင့်လဲနေကံကြောင့်သေးလဲနေကြသေးကြခဏလေးပါဆိုပါဦးဗျာကံကြောင့်လဲနေနားမလဲစရာပါသလားနားမရှင်းစရာပါသလားမမှတ်မိစရာပါသလားတို့ကတန်တရာခရီးနားတွေလားတန်တရာခရီးသွားတွေလားအဲ့ဒီတန်တရာခရီးသွားတွေဆိုတာသိပြီဆိုလို့ရှင်တော်ကောင်းကြီးမြတ်ရေရှိပိုင်းမှာကြပြလင်္ကာလေးတွေချပြီးတော့ဆိုလိုက်တာတို့တန်တရာခရီးသွားလို့ဆိုတော့ကွန်းကွန်းကွက်ကွက်မြင်သွားပြီဆိုတာမသိကြဘူးလားတန်တရာခရီးသွားဆိုတာကွန်းကွန်းကွက်ကွက်မြင်သွားပြီဆိုရင်ကံကောင်းအောင်လုပ်ဖို့လိုသည်မကောင်းအောင်လုပ်ဖို့ပြောရင်မကောင်းအောင်လုပ်ဖို့ကံကောင်းအောင်လုပ်ဖို့ဆိုလို့ရှင်တော်ကောင်းကြီးနံပါတ်1သရတရားရှိရမယ်နံပါတ်2မှာရှိရပြောရင်မရှိရနံပါတ်2ဟိရိတရားရှိရမယ်နံပါတ်2မှာလည်းတော့နံပါတ်3ဝတ္တပတရားရှိရမယ်နံပါတ်3ကနံပါတ်4ကဝရိယရှိရမယ်နံပါတ်4ကနံပါတ်5ကအသိဉာဏ်ပညာရှိရမယ်တဲ့နံပါတ်5ကဘာလဲတော့မနှမျိုးတော့ရွှေမြမမရညီလေးနဲ့ညီမလေးတွေတေချာမှတ်ထားရေးအကိုတွေမတွေတေချာမှတ်ထားရေးစကလုံးလေးတက်တက်ရဲ့ရဲ့တီတွေတက်တက်လေးချုပ်ပြောနေပါတယ်မှန်လားရွှေမြမမရကံကောင်းဖို့ဆိုရင်နံပါတ်1သရတရားရှိရမယ်ဟိရိတရားရှိရမယ်ဝတ္တပတရားရှိရမယ်ဝရိယတရားရှိရမယ်အသိဉာဏ်ပညာရှိရမယ်မနှမျိုးတို့အများကြီးလားမများပါဘူး၅မျိုးတည်းပါပဲဗျမှန်လားသရဆိုတာယုံကြည်မှုပဲဘုရားပေါ်တရားပေါ်သံဃာပေါ်မိပေါ်ဖပေါ်ဆရာပေါ်သမားပေါ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့ပေါ်မှာမကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ပေါ်မှာနံပါတ်1သရတရားယုံကြည်ရမယ်မှန်လားနံပါတ်2သရကောင်းကြီးဟိရိဆိုတာတို့ညီလေးတွေညီမလေးတွေမသိတော့မှအဖိုးတွေဖွားတွေအဖေတွေမိတွေအရွယ်တွေမသိဘူးလားဘာလဲတော့မကောင်းတာလုပ်ရတာကိုရှက်ရမယ်တဲ့ဘာလဲတော့အဲ့လောက်လေးတွေနားလေတာဒီဘောကောင်းကြီးဒီတဘောလေးကိုအဘိဓမ္မာသဘောလေးပါအောင်နှော့ပြီးတယ်ပြောတဲ့ခါကျတော့စကလုံးကိုပိုလှတဲ့လှအောင်တန်းစာဆင်တဲ့ခါကျတော့စီစကလုံးကိုဟိရိတရားကိုဘယ်လိုပြောမလဲဆိုတော့ကိုယ်သိက္ခာကိုလုံအောင်ထိမ့်လိုက်နိုင်ခြင်းဒီဟိရိဟောရွှေမြမမရဘာလဲတော့ကိုယ်သိက္ခာကိုလုံအောင်ထိမ့်လိုက်နိုင်ခြင်းဒီဟိရိပြန်ပြောပါဦးရွှေမြမမရပြောရင်ဗါလဲတော့ကိုယ်သိက္ခာကိုလုံအောင်ထိမ့်လိုက်နိုင်ခြင်းဒီဟိရိမှန်လားကောင်းလိုက်တဲ့စကားလုံးဗျာသိက္ခာဆိုတာတန်တရာရဲ့ရိက္ခာပဲသိက္ခာဆိုတာသိက္ခာလို့ပြောလိုက်တယ်လေလူမှာလူသီလ5ပါးအခြေခံမရှိဘူးလားကိုရင်တွေမှာ119ပါးယဟန်တွေမှာ229သွဲအချင်းအဖြစ်အဲ့ဒါသိက္ခာပဲအဲ့ဒါလေးကိုနိုင်အောင်ထိမ့်လိုက်တာနဲ့တော်ကောင်းကြီးလူပတ်ဝန်းကျင်မှာတော်ကောင်းကြီးကိုကသိက္ခာလုံသွားပြီဖြစ်တဲ့အတွက်လိပ်ပြလည်းပဲမလုံဘူးလားသိက္ခာခြုံလိုက်လို့လိပ်ပြလုံနေပေါ့ဗျာမှန်လားအဲကြောင့်ကိုသိက္ခာကိုနိုင်အောင်ထိမ့်လိုက်နိုင်ရင်ဒီဟိရိပြန်ပြောပါဦးထာကံကောင်းစေတဲ့အမှုတွေဆိုတာမသေးကြဘူးလားရွှေမြမမရတွားလိုက်တော်ကောင်းကြီးမြတ်ဝတ္တပဆိုတာကဒုနားလဲထားတာအကြောက်တရားပဲမကောင်းတာလုပ်ရမှာကြောက်ရမယ်တဲ့အလောက်ပဲသိဒါကိုတော်ကောင်းကြီးမြတ်ပြီးတော့မှတဘောလေးနည်းနည်းလေးတော်ကောင်းကြီးမြတ်ဘာလို့လဲပို့ပြီးတော့တော်ကောင်းကြီးမြတ်ခန်းခန်းနာနာဖြစ်သွားအောင်ပြောတဲ့ခါကျတော့ပတ်ဝန်းကျင်ကိုလေးစားဂယုပြုခြင်းသည်ပတ္တပဟောရွှေမြမမယားဘာလဲတော့ပတ်ဝန်းကျင်ကိုလေးစားဂယုပြုခြင်းသည်ပတ္တပညမျောပါဦးရွှေမြမမယား
ပတ်ဝန်းကျင်ကိုလေးစားဂရုပြုရမယ်ဘဒုဂရုဆိုင်ရမှာလဲကွာဘယ်ကောင်ဂရုဆိုင်ရမှာလဲကွာကိုလုတ်စားပြီးတော့ကိုယ့်ဟာနဲ့ကိုနေတာဘဒုဂရုဆိုင်ရမှာလဲကွာနဲ့ပြောနေတာနေမရှိဘူးလားရွှေမြန်မာမယားဘဒုမှဂရုမဆိုင်ရင်ဘဒုမှဂရုဆိုင်တာခံရမှာမဟုတ်ဘူးသဘောပိုင်လိုက်စကလုံးလေးပါတယ်တော့ဘဒုမှဂယုမဆိုင်ရင်ဘဒုမှဂယုဆိုင်တာခံရမှာမဟုတ်ဘူးရွှေမြန်မာများသဘောပိုင်လိုက်မလေးကိုတော်ကဂယုမဆိုင်ဘူးပြောနေတာပါနောက်ဆုံးဘဒုမှဂယုမဆိုင်လို့လမ်းဘေးသေးတောင်မှမလေးကာယကံမေတ္တာကိုစိုးတို့ဖွဲ့ရှိတယ်တော့လုံမနေနဲ့အုပ်မယ်လိုက်လမ်းမေးမှာသေးပြီးတော်ကကြီးပြစ်ကလေးစဲမှုယူတောင်းကြံနေတော်ကကြီးအလောင်းကင်နာခြင်းတောင်းတော်ကကြီးညင်ညင်သာကင်ပါလားဟဲ့မကင်ဘူးတကြီးလားရှင်မြမများသဘောပိုင်လားပတ်ဝန်းကျင်ကိုဂယုမဆိုင်ပတ်ဝန်းကျင်ကိုဒုက္ခပေးတာအဲ့လိုလူမျိုးတော်ကကြီးဘယ်သူမှလည်းဂယုဆိုင်တာခံရမှာမဟုတ်ဘူးမှန်လားရှင်မြမများထိုတိုင်းကြီးကယဉ်ကျေးမှုနဲ့ကြီးပြင်းခဲ့တဲ့လူမျိုးဒီမှာတခါကြီးတွေမေးကြည့်ဒီမှာအဖိုးတွေအဖွားတွေပါတယ်မေးကြည့်ဟိုတုန်းကမြန်မာလူမျိုးတွေကိုယ်အိမ်မှာညော်လေးကြော်တော့မယ်မိဖို့ချောင်းကန်းလေးကညော်ကြော်တော့မယ်ဆိုရင်ဒေပိုင်းလေးကိုဇွန်းလေးနဲ့ထောက်ပတ်ဝန်းကျင်ကြောက်ဓာတ်ဝဘုံလေးကိုဇွန်းလေးနဲ့ထောက်ခောက်ပြီးတော့ပတ်ဝန်းကျင်ကိုတီးပေးတယ်ညော်ကြော်မလို့တော်ရေတခါကြီးဟုတ်လားဟိုတုန်းကတန်အိုးလေးတော်တော်ကောင်းဇွန်းလေးနဲ့ခောက်ပြီးတော့ဒေပိုင်းလေးတော်တော်ကောင်းဇွန်းလေးနဲ့ခောက်ပြီးတော့တော်ကောင်းကြီးထောက်ညော်ကြော်မလို့တော်ရေပတ်ဝန်းကျင်ကိုဘာလုပ်တာအတိပေးတာပတ်ဝန်းကျင်မှာတော်ကောင်းကြီးနေနာမကျန်းနေတဲ့ပုံကိုရှိရင်ညော်နဲ့မခိုင်တဲ့ပုံကိုတွေရှိရင်ရှောင်လို့ရအောင်ရှားလို့ရအောင်လို့ဘာကိုအတိပေးရရွှေမြမာများပတ်ဝန်းကျင်ကိုဂယုဆိုင်လို့အတိပေးတယ်ဆိုတာမသေးကြဘူးလားပတ်ဝန်းကျင်ကိုဂယုဆိုင်တယ်မေတို့ခေမောင်တို့ခေကြမှာတော်ကောင်းကြီးတပြူတပြောကိုထင်ရကိုလှုပ်ဟာဘုရုဂယုဆိုင်ရမှာတော့ကိုလိပ်စာကိုစားနေရတယ်ကိုလှုပ်တိုင်းကိုစားလို့လားမစားပါဘူးမှန်လားလှုပ်တိုင်းစားရသလားဟိုဘေးအဒီဘေးဟိုကျော်ဒီကျော်ရွှေမြမာများသဘောပိုင်လားကြီးလို့ပြောတာဒါတွေပြောရင်တော့တွေပါနေမယ်ရှိစေတော့တော်ကောင်းကြီးကိုလှုပ်တိုင်းကိုမစားရဘူးဒါကြောင့်ပတ်ဝန်းကျင်ဂယုဆိုင်မှန်လားသူတစ်ပါးတိုင်းကြီးလားနေတာဆိုတော့ပို့ပြီးဂယုဆိုင်ရမယ်ဆိုတာမသေးကြဘူးလားဂယုဆိုင်ထောင်းမလုံးနဲ့ဘယ်လိုမလုံးနဲ့ထောင်းလုံးရင်ပြောင်းနေအကုန်ပြောင်းကုန်မယ်ရွှေမြောင်ပါဗျာပတ်ဝန်းကျင်ကိုဂယုဆိုင်ဖို့မလိုဘူးလားပတ်ဝန်းကျင်ကိုဂယုဆိုင်မှသာလျင်ပတ်ဝန်းကျင်ကဂယုဆိုင်တာလည်းခံရမယ်ကူညီတဲ့သူတွေရိုင်းပင်တဲ့ပုံကိုယ်တွေရှိလာမယ်ဆိုတာမသေးကြဘူးလားမှန်လားကောင်းပြီတော်ကောင်းကြီးဒါကဝတ္တပရှိရမယ်ဆိုတာမသေးကြဘူးလားနောက်တစ်မျိုးကဝရိယတဲ့အထူးပြောနေစီရလိုသေးသလားကောင်းတာလုတ်တဲ့နေရာတွေမှန်တယ်မရမပြင်းကြနဲ့ပြန်ပြောပါတယ်တော့ကောင်းတာလုတ်တဲ့နေရာတွေမှန်တယ်မရမပြင်းကြနဲ့ဘုရားရှင်ကိုယ်တာပြင်းလို့ရပါမလားတရားနာရတာပြင်းလို့ရပါမလားအခုတရားဝဲလာရတာပြင်းသလားအခုတရားနာရတာကြာတော့ပြင်းပြီလားအိမ်မြန်နောက်ကျလို့ရသလားရွှေမြမာများကောင်းပြီချိန်လဲစီနေပြီစေနာကြီးလဲတိုးပြီဆိုတော့တွတ်လေးသွားလိုက်တော်ကြီးရဲ့ဘယ်နှမျိုးဖြစ်သွားဒရာယေဟိရိယေဝတ္တမ္ပယေဝရိယယေဘယ်နှမျိုးရှိတော့နောက်နံပါတ်5ကတော့အတိဉာဏ်ပညာတဲ့နံပါတ်5ကပါတဲ့ပြန်ပြောနံပါတ်5ကပါတဲ့အဲ့ဒီအသိဉာဏ်ပညာကတော့တော်ကောင်းကြီးဘာလို့လဲအထူးပြောနေစီရမလို့အသိဉာဏ်ပညာစကားလုံးကိုတော်ကောင်းကြီးပေါ်လွန်အောင်ပြောရင်နံပါတ်တော်ကောင်းကြီးအကုန်လုံးခြုံပြောလိုက်ဘဝမမေ့ကြနဲ့ပြန်ပြောပါလေတော့ရွှေမြမာများဗါတဲ့တော့စကားလုံးလေးသလုံးနဲ့တော်ကောင်းကြီးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဘဝမမေ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဘဝမမေ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကဘဝမေ့တယ်မှန်လားရွှေမြမာမယားမရှိတဲ့ပုဂ္ဂိုလ်ကဘာမမေ့ဘူးတော့ဘာမရှိတဲ့ပုဂ္ဂိုလ်ကဘာမေ့တခြားပြောတာမဟုတ်ဘူးဘဝမမေ့နဲ့ဆိုတာရှင်မေယသတိတော်တို့အောက်ခြေလွတ်နေလို့ပြောတာလားရှင်မေယသတိတော်တို့ကဘဝမေ့နေလို့ပြောတာလားမဟုတ်တော်တော်ကြီးမြေစကလုံးလေးသလုံးနဲ့ပြောအောင်တော်တော်ကြီး
ကုသိုလ်ကောင်းမှုလုပ်နေတဲ့ပုဂ္ဂိုလ်ကဘဝမမေ့တဲ့ပုဂ္ဂိုလ်ဘာလဲတော့ကုသိုလ်ကောင်းမှုလုပ်နေတဲ့ပုဂ္ဂိုလ်မှန်သမျှဘဝမမေ့တဲ့ပုဂ္ဂိုလ်အာကုသိုလ်လုပ်နေတဲ့ပုဂ္ဂိုလ်မှန်သမျှဟာဘဝမေ့တဲ့ပုဂ္ဂိုလ်တဲ့ဟောအာကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်မှန်သမျှဟာဘဝမေ့တဲ့ပုဂ္ဂိုလ်ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်မှန်သမျှဟာကိုတို့လူဖြစ်တာဟာပခုံးတစ်ပတ်ကခေါင်းပေါက်ခွင့်ရတာဟာကောင်းတာလုပ်လို့လူဖြစ်တာလားမကောင်းတာလုပ်ခဲ့လို့လူဖြစ်တာလားစာရံပေတံလေးပြောတော့ကောင်းမှုလုပ်ခဲ့လို့လူဖြစ်တယ်ဆိုတာမသိကြဘူးလားဒါဆိုရင်ဒီဘဝမှာကောင်းတာတွေလုပ်ဖို့ကောင်းမှုတွေလုပ်ဖို့မေ့နေလို့ရပါမလားလူဖြစ်နေပြီးတော့ကောင်းတာလုပ်ဖို့ကောင်းမှုလုပ်ဖို့မေ့နေတဲ့ပုဂ္ဂိုလ်ကဘာမေ့တဲ့ပုဂ္ဂိုလ်ပြောစမ်းဘာမေ့တဲ့ပုဂ္ဂိုလ်ဒါကြောင့်မကောင်းမှုတွေလုပ်နေတဲ့ပုဂ္ဂိုလ်မှန်တယ်ဟာဘဝမေ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်တို့တော်ကောင်းတို့တွေဒီအခုယနေ့ညတော့ကောင်းမှုတွေလာလုပ်ကြတာဟာဘာမမေ့လို့တော့ရွှေမြမမယပြောရင်ဘာမမေ့လို့ဘောပိုင်လိုက်အဲ့ဒီဘဝမမေ့လို့လာပြီးတော့ကောင်းမှုကုသိုလ်တွေလာလုပ်ကြတာအဲ့ဒီကောင်းမှုကုသိုလ်တွေကိုစင်ကဲပြီးလုပ်ကြရမှာဆိုတာမသိကြဘူးလားဘုရားတို့လူမျိုးကသိတဲ့အတိုင်းပဲလေတခါကြီးတခါမကြီးများအလူအတန်းလုပ်ပြီဆိုလို့ရှိရင်တစ်နှစ်ကနေနှစ်နှစ်ကနေသုံးနှစ်ပြည့်ပြီဆိုရင်သုံးနှစ်ပြည့်ပြီဟောကထိန်ခင်းတာပဲဖြစ်ဖြစ်အလူတာပဲဖြစ်ဖြစ်သုံးနှစ်ပြည့်ရင်ဘာလို့လဲဘဝကြီးကပြီးသွားပြီထင်းနေကြတာမှန်လားဟဲ့ကောင်းမှုကုသိုလ်ဆိုတာတော်ကောင်းကြီးမြတ်ကြီးနေတိုင်းလုပ်ရမယ်အချိန်တိုင်းလုပ်ကြရမယ်ဆိုတာမသေးကြဘူးလားဟုတ်ကတန်တရာခရီးနားတွေလားတန်တရာခရီးသွားတွေလားအားကြောင့်ဘဝမမေ့နဲ့မမေ့နဲ့ဘဝမမေ့အောင်လို့မလို့ဘဝမမေ့ဖို့ဆိုလို့ရှိရင်ကောင်းတာလုပ်ရမှာလားမကောင်းတာလုပ်ရမှာလားရွှေမြမမယဟောပြီပြောလိုက်တော့နံပါတ်3ကဒရာရှိရမယ်ဟိရိရှိရမယ်ဝတ္တပရှိရမယ်ဝရိယရှိရမယ်အတိဉာဏ်ပညာရှိရမယ်ဘယ်နှမျိုးတို့ပြောရင်ဘယ်နှမျိုးတို့ဒီမှာနားမလဲစရာပါသလားနားမရှင်းစရာပါသလားတန်တရာခရီးသွားတွေမို့လို့ကံကောင်းအောင်လုပ်ဖို့လိုသည်တန်တရာခရီးသွားတွေမို့လို့ဘာကောင်းအောင်လုပ်ဖို့ရွှေမြမမယအဲ့ဒါလို့ကံကောင်းအောင်လုပ်ဖို့ဖြစ်တဲ့အတွက်ကြောင့်ကံကောင်းအောင်လုပ်ဖို့ဆိုရင်ဘာတွေရှိရမလဲဒရာရှိရမယ်ဟိရိရှိရမယ်ဝတ္တပရှိရမယ်ဝရိယရှိရမယ်အတိဉာဏ်ပညာရှိရမယ်ဘယ်နှမျိုးတို့အထုမှတ်เสียတော်ကောင်းကြီးမြေမမှတ်မိเสียလို့သလားမှတ်မိသွားမယ်ဆိုတာမသေးကြဘူးလားရှင်းမတော့ကတန်တရာခရီးသွားဆိုတာမြင်အောင်လင်္ကာလေးတွေချပြီးတော့ပြောခဲ့တယ်နောက်မှကံကောင်းစေတဲ့အမှုလေးတွေပြုဖို့မလိုဘူးလားဒါကြောင့်အဲ့ဒီ၅ပါးကိုခိုင်ခန့်အောင်လို့မလို့ပြီးပါပြီဗျာဦးဇင်းတို့တရားချိန်သားကြီးလည်းစီနေတယ်တွတ်တော့နောက်ညကျမှဦးဇင်းတို့သင်ပြီးတော့ပြောပါမယ်ຢာရီဥလိုလေးကောင်းရင်ခက်နောက်ညကျတော့ခက်စောစောလေးလာပေါ့ရွှေမြပါဗျာစကလုံးတွေအကုန်လုံးတော်ကောင်းကြီးကြီးချုံမိသွားအောင်အဲ့ဒီ၅ချက်ကိုလုပ်ဖို့ဆိုလို့ရှင်ရင်တဲ့နောက်က3ချက်နဲ့ထိန်းထားဘယ်နှချက်နဲ့အဲ့ဒါကလွယ်လွယ်လေးပါဗျာမပြင်းနဲ့မငင်းနဲ့မမေ့နဲ့ဗါတယ်တော့မပြင်းနဲ့မငင်းနဲ့မမေ့နဲ့ပြန်ပြောပါဦးရွှေမြမမယာသောနာတော်က၅ချက်ကံကောင်းစေတဲ့အလုပ်တွေလုပ်ဖို့တော်ကောင်းကြီးမြေဘာလို့လဲလို့မေးလို့ရှိရင်နောက်ကပံပိုးတဲ့အားလေးကဗါတယ်တော့မပြင်းနဲ့မငင်းနဲ့မမေ့ပြန်ပြောပါဦးမမှတ်မိစေရပါသလားသောနာတော်က၅ချက်လည်းပဲမှတ်မိသွားပြီအခုပြောတဲ့၃ချက်ကတော်ကောင်းကြီးမြေနောက်ကနေပြီးတော့ထက်ဆောင်ပြီးတော့ပေးလိုက်တာရှေ့က၅ချက်ခိုင်မာအောင်လို့ပြင်းနေလို့ရပါမလားနောက်တစ်မျိုးတော်ကောင်းကြီးမြေညင်းနေလို့ရပါမလားမငင်းနဲ့သူညင်းကိုညင်းရင်တင်းလာမယ်တင်းလာရင်ပြက်လာမယ်ပြက်လာရင်သူအောက်ကြကိုအောက်ကြကြားလိုက်မယ်အောက်ကြနောက်ကြတဲ့ညင်းရင်တင်းမယ်တင်းရင်ပြက်မယ်ပြက်ရင်အောက်ကြနောက်ကြဖြစ်လိမ့်မယ်မှန်လားဟေ့ရွှေမြပါဗျာမှန်လေလားဟေ့နောက်သုံးတော်ကောင်းကြီးနောက်ဆုံးကပြောလိုက်တဲ့စကားလုံးလေးကဘာလဲမမေ့နဲ့ဒါကတော့သောနာတော်ကစကားလုံးနဲ့ခြုံပြီးတော့သူတာဖြစ်တဲ့အတွက်ပေါင်းလိုက်တော့အဓိပ္ပာယ်ရှင်းနေစေရလို့သလားဘာလုပ်ဖို့မမေ့နဲ့ကောင်းမှုလုပ်ဖို့မမေ့နဲ့ပြန်ပြောရတယ်တော့
နားထောင်ကောင်းအောင်ပြောတော့ကောင်းတာလုပ်ဖို့မမေ့နဲ့ပြန်ပြောပါလေတော့အဲကြောင့်ဇုံမဲကိုကုသိုလ်ကကိုဘဝမုတ်ချမြင့်အောင်မြင်တော်မူကိုကုသိုလ်ကကိုဘဝမုတ်ချမြင့်အောင်မြင်တော်မူဆိုပါဦးဗျာကိုကုသိုလ်ကကိုအကုသိုလ်ကကိုဘဝမုတ်ချနှိမ်အောင်နှိမ်တော်မူကိုအကုသိုလ်ကကိုဘဝမုတ်ချနှိမ်အောင်နှိမ်တော်မူဆိုပါဗျာကိုအကုသိုလ်ကကုသိုလ်ဆိုတာစီပမအဘောရှံတတ်သည်ကုသိုလ်ဆိုတာစီပမအဘောရှံတတ်သည်ကုသိုလ်ဆိုတာအကုသိုလ်ဆိုတာကြောင့်ခဲပမာအောက်မှာမြုပ်တတ်သည်အကုသိုလ်ဆိုတာကြောင့်ခဲပမာအောက်မှာမြုပ်တတ်သည်အကုသိုလ်ဆိုတာနန္တရာခยีသွားဒရိထာကံကောင်းအောင်ကံကောင်းအောင်သာနေရမည်နန္တရာခยีသွားဒရိထာကံကောင်းအောင်သာနေရမည်နန္တရာခยีသွားဒရိထာဣတိသံဒုသဗုဒ္ဓေနသုနိသဝါဓမ္မဒေသနံအဘိနန္တရာစိတ်တေနာသာဓုသာဓုသိပတ္တထာသာဒုလျာနာလာရပါရေမြာတကားတကားမှာပေါင်းတော်ကောင်းတို့သုံးမေသင်တော်ကောင်းအပေါင်းတို့သည်ဒုသဗုဒ္ဓေနဒါနာသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓဗျာဗျာဘုသိစွာတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်တိကထံတော်မှတိတိတသစေကံကဟောကြားအပ်သောဣမန္တမတေတနကာယကံမေတ္တာနာယီကုညီမှုအသင်ကြီး၏ဦးစီးဦးဆောင်ကျင့်ပါမှုနှင့်အတူနိုင်ရတာညီကိုမောင်းနှမရွှေမြမာများပေါင်းအလုံးတို့ကပေါင်းစုစင်ကကျင့်ပါပြုလုပ်အပ်သည်အမြတ်ဆုံးဖြစ်သောတရားလူပေးလူချင်းအထိမ့်မှတ်ဓမ္မသဘင်၌ယေရှုဆက်ကဟောကြားအပ်သည့်သာသနာခရီးသွားနှင့်ကံတရားဆိုတဲ့တရားဒေသနာတော်မြတ်ကိုဒုနိသဝါကောင်းစာယုသည်နာကြကြကုန်ပြီးသည်ဖြစ်၍အဘိနန္တရာစိတ်တေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပိသိကြကြကုန်လျက်ဝါဘိနန္တရာစိတ်တေနာရွှေမြိုင်ဆရာတော်ရွှေမြိုင်ဆရာတော်ဆိုပြီးတော့တို့တော့မျောနေလိုက်တာသူဟောမင်းညကြမှာမိုးတွေကရွာအချိန်တွေကနောက်ကျတို့အပြန်အိမ်လဲနောက်ကျပြီထင်ပါရဲ့တော်ဘုန်းကြီးကတဏှာကြီးဟောမယ်လို့ပြောတာအခုတဏှာကြီးကလည်းတို့ဘုန်းကြီးကလည်းမပြီးနိုင်
တို့တော့အိမ်ပြန်နောက်ကြပါပေါ့မနှက်ပြန်ဆိုရင်ဒီဘုန်းကြီးအပြောနဲ့လုံနဲ့တခြားလုံလို့တို့တော့လေဒီဘုန်းကြီးကိုမနှက်ပြန်ညတော့ဟင့်အင်သက်တာရှင်မြပါဗျာရှင်တော်လွဲပြီးတော့မလာပဲမနေလိုက်ပါနဲ့ရှင်မြပါဗျာအထင်တော်လွဲပြီးတော့မလာပဲမနေလိုက်ပါနဲ့လာမလားမလာမလားမလာတဲ့သူသွားကြိုးပါစေရှင်မြပါဗျာသိစေခြင်းနဲ့စေတနာမြင်စေခြင်းနဲ့စေတနာရစေခြင်းနဲ့စေတနာကြောင့်မိုးရွာထဲမှာလာရတဲ့လာရကျိုးလေးနှက်အောင်တဏှာဤပူ16မိနစ်လောက်ပူပြီးပြောလိုက်ပါတယ်ဆိုတဲ့အကြောင်းတို့ကိုသိစေခြင်းလို့မြင်စေခြင်းလို့ရစေခြင်းလို့တို့သားရွယ်ယဟန်သဘာကတို့မြည်ရွယ်ယဟန်သဘာကတို့မောင်ရွယ်ယဟန်သဘာကတို့မြည်ရွယ်ယဟန်သဘာကတို့အကိုရွယ်တို့ရဲ့အကိုရွယ်ယဟန်သဘာကမိသားစုသဖွယ်တရင်တဏိပြောသွားတာပါလားရဲ့လို့မုံစိတ်နေပေရှင်ချစ်စိတ်တွေမေတ္တာစိတ်တွေအလင်းရောက်၍သာတို့သာတို့သိသာတို့သာတို့သာတို့လိုခေါ်သောတို့တော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်ရန်ကိုဘာသာထားသုံးရင်သုံးဝနှုံကြွား၍ကောင်းစွာမသိကျူရင်လိုက်ကြလေကုန်ရာတည်း